နော်ဘယ်သူစေနာစိုးတွေထားကိုစေနာစိုးမထားမိဖို့ပေါ့စေနာစိုးကိုထားရင်ကိုပဲခံရမယ်ပေါ့ဒါကြောင့်အဲ့ဒီအခြေခံကံကံရဲ့အကျိုးကိုစဉ်းစားဆင်ခြင်တတ်တဲ့ယောနိသောမနတိကာရအားကောင်းဖို့မလိုဘူးလားလိုတယ်နော်ဒါကတော်တော်ကိုဥစဉ်ကတော့လူတစ်ယောက်ကောင်းဖို့အတွက်အလွန်အရေးပါတဲ့ရှိတဲ့ရှိလိုက်တဲ့အရေးအသွေးတစ်ခုလို့ဥစဉ်ကတော့ထင်တယ်ဟုတ်လားဒါကြောင့်ဒါလေးကိုဦးစားပေးပြီးတော့ပြောတာအဲ့တော့ယောနိသောမနတိကာရ၅မျိုးပြောမှာနော်စိတ်ကိုဆုံးမရမယ့်နေရာမှာစိတ်ကိုဆုံးမမဲ့နေရာမှာအသုံးပြုရမယ်လက်နဲ့ပေါ့နော်ဆင်ရိုင်းကိုဆုံးမရင်ချွန်းနဲ့ဆုံးမရတယ်လို့ဆိုခဲ့တယ်နော်စိတ်ကိုဆုံးမမယ်ဆိုရင်တော့ယောနိသောမနတိကာရနဲ့ဆုံးမအခုယောနိသောမနတိကာရ၅မျိုးတွေကတစ်မျိုးပေါ့နောက်၄မျိုးကဘာလဲသူကတော့အစစ်မြင့်တဲ့ယောနိသောမနတိကာရအဲ့ဒါကဦးဇင်းတို့အနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်အနိစ္စဒုက္ခအနတ္တအတုပဆိုတဲ့အမှန်တရား၄ချက်ကိုစဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်တာတေကိုကောက်ရင်တော့ပညာပါပဲနော်ယောနိသောမနတိကာရဆိုတာမတည်မြဲတဲ့သဘောဝါကိုသိမြင်နားလည်အောင်ကြိုးစားရမယ်သိမြင်နားလည်မှုရှိပြီဆိုရင်အဲ့ဒါကိုအဖန်ဖန်စဉ်းစားဆင်ခြင်နှလုံးသွင်းရင်အဲ့ဒါအစင်းမြင့်တဲ့ယောနိသောမနတိကာရဖြစ်တယ်အခုတရားဓမ္မတို့တတိပဋ္ဌာန်ဘာဝနာတရားကိုအားထုတ်တယ်ဆိုတာအဓိကရည်ရွယ်ချက်ကဖြစ်ပေါ်လာတဲ့သဘာဝတရားတို့ရဲ့တည်မြဲမှုမရှိဘူးအမှန်တရားကိုသိဖို့မြင်ဖို့ဦးဇင်းတို့ကြိုးစားကြရတာအဲ့ဒီအနိစ္စဒုက္ခအနတ္တအတုပဆိုတဲ့အမှန်တရား၄မျိုးထဲမှာအခြေခံကအဲ့ဒီအနိစ္စကနားလည်ဖို့အလိုအဆုံးလို့ဦးဇင်းထင်တယ်။ဘာဖြစ်လို့လဲဆိုတော့မတည်မြဲမှုအနိစ္စကိုမြင်ရင်မြင်သလောက်ဒုက္ခတို့အနတ္တတို့အတုပတို့ဆိုတာမြင်ဖို့လွယ်ကူသွားတယ်ပေါ့။အခြေခံကဘာကိုမြင်ဖို့အရေးကြီးလဲလို့မေးရင်အနိစ္စနော်။ဘာပဲဖြစ်ဖြစ်ပြီးဆုံးပြောက်ွယ်သွားတယ်ဆိုတဲ့အမှန်တရားကိုဦးဇင်းတို့ထဲထဲဝင်ဝင်ခိုင်မာသိထားအောင်မြင်ထားအောင်ကြိုးပမ်းအထောက်တဲ့တယ်။နော်ဒလဇက်တတိထားနေခြင်းအဖြစ်အဲ့ဒီအနိစ္စဆိုတဲ့အမှန်တရားကိုသိနိုင်တယ်မြင်နိုင်တယ်နော်။ကျတို့တတိမထားလို့သာနေအမှန်တရားကိုမသိရတာဟုတ်လားတတိလေးထားကြည့်လိုက်။နော်ဒီခန္ဓာအိမ်မှာမြင်မှုကြားမှုနားရှုမှုစားသောက်မှုတွေးထိမှုတွေးကြံမှုလို့ဆိုတဲ့သဘာဝတရားမျိုးစုံဟာအကြောင်းအားလျော်စွာဖြစ်ပေါ်နေတာပဲ။ဖြစ်เสียအကြောင်းရှိတဲ့အတွက်ကြောင့်တားလို့မရစီးလို့မရတော်သူဖြစ်နေတာပဲကျတို့တားဆီးနိုင်တဲ့သဘောမရှိဘူးနော်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့သဘာဝတရားတွေကိုမဖြစ်အောင်ဘယ်သူမှမတားဆီးနိုင်ဘူးကြိုက်မကြိုက်လက်ခံရတယ်ပေါ့နော်အဲ့တော့အသိဉာဏ်ရကျင်တဲ့ပုဂ္ဂိုလ်ကဘာလုပ်ရမှာဆိုအဲ့ဖြစ်လာတဲ့တရားတွေကိုဘာလုပ်ရမှာလဲသတိထားရမယ်သတိထားခြင်းအဖြစ်ဒါတွေဟာဘာတွေလဲဆိုတဲ့အမှန်တရားကိုသိနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်အစကတည်းကမှာတော့ဒလဇက်ဖြစ်ပေါ်နေတဲ့ဝင်လေထွက်လေကိုအခြေခံပြီးတော့မမြဲမှုတရားကိုသိအောင်ကြိုးပမ်းကြရတာမရှိဘူးလားရှိရနော်ဖောက်မှုပိန်မှုကိုအခြေခံပြီးတော့ထင်ရှားဖြစ်ပေါ်ရသဘာဝတရားတွေကိုအမှတ်တရထားခြင်းဖြင့်လည်းပဲမတည်မြဲမှုအနိစ္စကိုသိမြင်အောင်ကြိုးစားကြရတာကမရှိဘူးလားရှိတယ်အဲ့ဒီအနိစ္စကိုသိရင်သိသလောက်နော်ဘဝမှာယောနိသောမနတိကာရအားကောင်းလာတယ်ဘလို့အခြေအနေဆိုးနဲ့ပဲတွေ့ဘလို့အခြေအနေကောင်းနဲ့ပဲတွေ့အနိစ္စကိုသိမြင်နားလည်တဲ့ဉာဏ်ပညာသာတကယ်ရင့်ကျက်ပဲဆိုလို့ရှိရင်ဆိုးပါတယ်ဆိုတဲ့အခြေအနေကလည်းကိုယ့်ကိုဒေါသနဲ့တုန်လှုပ်စေမှာမဟုတ်ဘူး။ကောင်းပါတယ်ဆိုတဲ့အခြေအနေကလည်းကိုယ့်ကိုလောဘနဲ့တုန်လှုပ်စေမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့စိတ်ဟာယောနိသောမနတိကာရရှိနေတဲ့အတွက်ကြောင့်ရိုင်းဆိုင်မှုနည်းတယ်ပေါ့နော်။လိမ္မာယဉ်ကျေးမှုများတယ်ပေါ့။ဒီနေ့မှာစိတ်ရိုင်းဆိုင်တယ်ဆိုတာကလောဘဒေါသအာကြီးတာကိုရည်ညွှန်းတာပါ။နောက်စိတ်ယဉ်ကျေးတယ်ဆိုတာဘာလဲ။လောဘဒေါသမောဟနည်းတာဟုတ်ရဲ့လား။အဲ့ဒီလောဘဒေါသမောဟနည်းအောင်အမှန်သိတဲ့ဉာဏ်ပညာရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်အစစ်မြင့်ယောနိသောမနတိကာရ၄မျိုးတည်းကနော်အနိစ္စကိုသိမြင်ခြင်းသည်အခြေခံကြတဲ့အစစ်မြင့်ယောနိသောမနတိကာရတစ်မျိုးပဲသူ့ကိုသိမြင်မှုအားကောင်းရင်အားကောင်းသလောက်စိတ်ယဉ်ကျေးမှုရှိမယ်ဒါကိုအရင်တို့နားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒီအနိစ္စကိုသိလို့ရှိရင်ဒုက္ခဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်နော်ဘာဖြစ်လာလို့မှမတည်မြဲတဲ့ဒီသဘာဝတရားဟာဘလို့မှကောင်းမွန်တဲ့သဘာဝမဟုတ်ဘူးဆိုတာကိုသူနားလည်မှာပဲအနိစ္စကိုသာကောင်းကောင်းနားလည်အောင်လုပ်ဒုက္ခကိုသူ့အလိုလိုတဖြည်းဖြည်းနဲ့နားလည်သွားလိုက်ပဲဟုတ်လားဘာပဲဖြစ်ချင်တာဖြစ်ပြီးတော့လေပြီးသွားရောဟုတ်လားအဲ့ဒါကြောင့်မလို့ဒါဟာတန်ဖိုးရှိတဲ့သဘာဝအနှစ်သာရရှိတဲ့သဘာဝတွေမဟုတ်ဘူးလို့ဆိုတဲ့အနတ္တကိုမသိနိုင်ဘူးလားသိနိုင်တယ်နော်ဒုက္ခနဲ့အနတ္တကိုဘလောက်မြန်မြန်ဆန်ဆန်သိမလဲဆိုတာအနိစ္စကိုဘလောက်နားလည်ထားတယ်လဲဆိုတာပေါ်မှာအများကြီးမူတည်မယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါကြောင့်အနိစ္စဒုက္ခအနတ္တကိုသိမြင်ပြီးတော့စဉ်းစားဆင်ခြင်မယ်ဒါဟာအလွန်အဆင့်မြင့်တဲ့ယောနိသောမနတိကာရ
နောက်ဆုံးအတုပကိုသိမြင်နားလည်ပြီးတော့စဉ်းစားဆင်ခြင်တာဟာလည်းပဲအဆင့်မြင့်ယောနိသောမနတိကာရပဲဟုတ်တယ်အဲ့ဒါကလည်းပဲကိုယ့်ရဲ့စိတ်ကိုလိမ္မာရင်ကြည်အောင်ဆုံးမတဲ့နေရာမှာအလွန်တရာမှအစွမ်းထက်တဲ့လက်နဲ့တဲ့မျိုးလို့နားလည်ရမယ်ဒီအတုပဆိုတာလေးကိုတော့ဦးဇင်းကကြုံလို့ရှိရင်တော့အကျေတဝန်းပြောခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့နားလည်ဖို့လွယ်ကူတယ်လို့ထင်လို့ဟုတ်လားဒီဖြစ်ချင်းပြည့်ချင်းကိုသိမြင်ဖို့ဆိုတာကြတော့ပင်ကိုယ်ကလည်းဉာဏ်ပါမှထိုက်တဲ့ကြိုးစားအထောက်မှုလည်းရှိမှပြောရတာသူကနည်းနည်းနူးညံ့သိမ်မွေ့တယ်ပေါ့ဒီအတုပမတင့်တယ်တဲ့သဘောဆိုတာကြတော့သိရမြင်ရတာကိုအရန်လွယ်ကူတဲ့သဘောရှိရလို့ထင်တယ်အလွန်မှလည်းပဲရှင်းလင်းတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုယ်ခန္ဓာအင်ကြီးတိဆောက်ထားပုံကိုကိုယ်တိုင်မှန်မှန်ကန်ကန်သိအောင်စီစစ်ကြည့်တဲ့နေပေါ့နော်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အကျိုးတွေနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်သူရည်ပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအင်ကြီးအကြောင်းကိုအစအဆုံးကောင်းကောင်းနားလည်အောင်လေ့ကျင့်ထားတဲ့လေဟုတ်လားအတွင်းထဲမှာရှိနေတဲ့နော်ရှင်သန်ဖို့အတွက်ရုန်းကန်လှုပ်ရှားနေတဲ့ကုဋ္ဌာတတွေအကြောင်းအများကြီးသိတဲ့လေမနက်ကတော့နော်ဆရာဝန်တယောက်နဲ့တွေ့လို့ပြောပြသေးတယ်ဆရာဝန်တွေတရားမရတာတော်တော်အံ့ဩစရာကောင်းတယ်လို့ဟုတ်လားဒီတဲ့ဆရာဝန်တွေပါမလားတော့မသိဘူးနော်ဒီခန္ဓာကိုယ်ထဲမှာအာမတန်ဖို့ရှိတာမပါဘူးဆိုတာသူတို့လက်တွေ့မျက်တွေ့မြင်ရတာပဲလေဘယ်နာလေးမှခိုင်မာနေတာသိမ့်ထားခြင်းစရာကောင်းတာကြည်ခြင်းစရာကောင်းတာတခုမှမရှိဘူးဆိုတာအလွန်မှထင်ရှားသေးကြနေတာပဲလေဟုတ်တယ်မဟုတ်လားအရေးပါလေးနဲ့အုပ်ပြီးတော့အယောင်မျိုးစုံခြေပြီးတော့အဝိစားမျိုးစုံတင်ထားလိုက်တာနဲ့ပဲမျက်စိကတခါတည်းတန်းပြီးတော့ဘာဖြစ်တော့လဲထွက်သွားတယ်ပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့ဒီအမှန်တရားကိုဦးဇင်းတို့တွေဟာတန်ဖိုးထားတဲ့ဒီအမှန်တရားကိုသိတဲ့ဉာဏ်ကိုတန်ဖိုးထားတဲ့ဟုတ်လားဆိုရပါစို့ဒီခန္ဓာကိုယ်ကြီးထဲမှာသွေးတွေဟာမပြတ်စီးဆင်းလက်ပတ်နေတာအဲ့ဒီမပြတ်စီးဆင်းလက်ပတ်နေတဲ့ဒီသွေးတွေရဲ့အစုအဝေးကိုပဲငါလို့လှုပ်ထားကြတာသူလို့လှုပ်ထားကြတာချစ်သူလို့လှုပ်ထားကြတာမုန်းသူလို့လှုပ်ထားကြတာတကယ်လို့သာခန္ဓာကိုယ်ထဲကနော်သွေးတစ်စက်နှစ်စက်လောက်ကြမ်းပြင်ပေါ်မှာကြာနေမယ်ဆိုလို့ရှိရင်အဲ့ဒီသွေးစက်ကိုဘယ်လိုသဘောထားမလဲလက်နဲ့ထိပါဆိုရင်သူကတိတ်ထိချင်မှာမဟုတ်တော့တ िश ူးနဲ့တုပ်ပလိုက်လက်တောင်မှထိမှတော်တော်ဆိုးတယ်ဟုတ်လားကိုယွန်းနေတဲ့သွေးကကိုယ်ခန္ဓာကိုယ်ထဲမှာအပြည့်စီးဆင်းနေတာအဲ့ဒါကြတော့ဘယ်နဲ့လောက်ယွန်းလို့လည်းဘယ်နာမှထွက်ပြေးလို့လည်းမရအောင်ဒါကြီးကိုပဲကိုလုပ်ပြီးတော့နေရတာပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်အတုပနဲ့ပတ်သက်ပြီးတော့ပြောရရင်တစ်ချက်နားလည်မိတာလည်းရှိတယ်ဘာလဲဆိုတော့တို့တွေဟာဉာဏ်အလွန်တုံးမှလားဆိုတာကိုလည်းစဉ်းစားမိတယ်ပေါ့ဒီလောက်ရိုးရှင်းစွာသိနိုင်မြင်နိုင်တဲ့အမှန်တရားကိုပဲမသိရမမြင်ရဘဲနဲ့ဦးဇင်းတို့တွေနေကြတာပေါ့ဟုတ်လားဒါကြောင့်အဲ့ဒီအတုပကိုသိမြင်နားလည်ပြီးတော့စဉ်းစားဆင်ခြင်ခြင်းဟာလည်းပဲအစစ်မြင့်တဲ့ယောနိသောမနတိကာရတော့စိတ်ကိုစုံမတဲ့နေရာမှာလိုအပ်တဲ့လက်နဲ့နော်ဒါကဟုတ်လားကံကံရဲ့ကျိုးကိုစဉ်းစားဆင်ခြင်ခြင်းအနိစ္စဒုက္ခအနတ္တအတုပကိုစဉ်းစားဆင်ခြင်ခြင်းအဲ့ဒီယောနိသောမနတိကာရ၅မျိုးဆိုတာနောက်ဆင်ရိုင်းကိုစုံမတဲ့နေရာမှာချွန်းလိုအပ်တယ်လို့စိတ်ကိုစုံမတဲ့နေရာမှာအဲ့ဒီယောနိသောမနတိကာရ၅မျိုးလိုအပ်တယ်လို့ဒါနားလေရမှာအဲ့ဒါမြတ်စွာဘုရားကဒီဂါထာလေးနဲ့စိတ်ရဲ့သဘောတဘာဝနောက်စိတ်ကိုစုံမဖို့လိုအပ်ပုံနောက်စိတ်ဆိုတာကအလွန်ရှည်လျားတဲ့ကာလကစပြီးတော့ဒီကနေ့တိုင်အောင်နော်ကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုမှကြိုက်သလောက်ကျင်လေကျစားခဲ့တာဒီစိတ်ကိုစုံမတဲ့နေရာမှာအနုနီးနဲ့စုံမဖို့လိုအပ်ရင်အနုနီးနဲ့စုံမရမယ်ခုဒီဒေသနာမှာပြထားတာကတော့သူကနှိပ်ကွတ်တယ်ဆိုတဲ့အသုံးနှုန်းကခက်ကြမ်းကြမ်းကိုသူကပြောထားတဲ့သဘောရှိရဲ့နော်သူကလည်းကျမ်းပါရံကဇွတ်တရွတ်နိုင်တဲ့သဘောရှိတာဟုတ်ဒီစိတ်ကလည်းတော့ဇွတ်တရွတ်နိုင်လာတဲ့အခါမျိုးမှာကိုယ့်ဘက်ကလည်းပဲခက်ကြမ်းကြမ်းကင်တွယ်တတ်ဖို့လိုအပ်တယ်ပေါ့ဒါကြောင့်တချို့ဒေသနာတွေထဲမှာနော်အထက်သွားကိုအောက်သွားဖြင့်ပင့်ထောက်၍အန်ကျိတ်၍လို့ပြောတာနော်အန်ကျိတ်တယ်ဆိုတာအပေါ်သွားအောက်သွားကိုဖိတာမဟုတ်ဘူးအပေါ်သွားကိုအောက်သွားပင့်တာဟုတ်လားရှားကိုလိတ်၍တောက်ခေါက်၍လို့ပြောတာဆိုလိုတာကမရရအောင်လုပ်မယ်ပေါ့ကိုယ်စိတ်ကိုနော်အနုနီးနဲ့ဆုံးမဖို့လိုအပ်တယ်လို့အကျဉ်းနီးနဲ့ဆုံးမဖို့လည်းလိုအပ်တယ်ဆိုတာကိုဒီဒေသနာကိုကြည်ချင်းအဖြစ်မသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒါမြတ်စွာဘုရားဒီဒေသနာကိုဘာကြောင့်ဟောတာတော့ဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအလွန်တရာမှလိမ္မာရေးချရှိတဲ့
ကျင့်ဝတ်ပฏิပတ်နဲ့ပြည့်စုံတဲ့တာနုတာမဏေဆိုတာရှိတယ်အဲ့ဒီကိုရင်ကငယ်ငယ်လေးတွေကစသာသနာ့ဘောင်ကိုရောက်လာတာဆရာဥပ္ပဇေရိရဲ့အပေါ်မှာလည်းပဲအလွန်တရာမှသူကဝကြီးဝဲငယ်ကိုပြည့်စုံစေတယ်အထူးသဖြင့်သူ့ရဲ့အည်သွေးကမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာကြီးတွေကိုကျွမ်းကျွမ်းကျင်ကျင်ရအောင်ကြက်မှတ်ပြီးတော့တရားဟောပြနိုင်စွမ်းတတိရှိတဲ့အည်သွေးဟာသူ့ရဲ့ထူးခြားချက်ပေါ့အဲ့ဒါသူ့ရဲ့အည်သွေးကိုမြင်လို့သူ့ရဲ့ဥပ္ပဇေဆရာတွေယဟန်တော်တွေကလာပြီလာကိုတရင်တွေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီကိုရင်ကိုတရားဟောခိုင်းတာအဲ့ဒါကိုရင်ကသူကြက်မှတ်ထားတဲ့ပါဠိတော်ဒေသနာကြီးတွေကိုရွတ်ဆိုပြီးတော့ရဲရဲတင်းတင်းရဲရဲဝံ့ဝံ့တရားဟောရဲတဲ့လူတွေကလည်းအရင်သဘောကျကြတယ်ပေါ့အထူးသဖြင့်ဒီကိုရင်ဟောတဲ့တရားကိုလူတွေမကဘူးနတ်တွေပါနာတာတောင်ရှိတယ်တဲ့ဒါကြောင့်တရားဟောပြီးလို့ကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝေဖို့ဆိုလို့ရှိရင်နတ်တွေကလည်းသာဓုခေါ်ရတယ်ပေါ့အဲ့လိုနတ်တွေသာဓုခေါ်ရတဲ့အထဲမှာလူတွေမသိနိုင်တဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ဒီကိုရင်ရဲ့အရင်ဘဝကမေတော်ဟောင်းကဘီလူမဖြစ်နေတာရှိတယ်အဲ့ဒီဘီလူမကအဲ့ဒီနတ်တို့ရဲ့လောကမှာတာနုမေတော်ဆိုတဲ့နာမည်နဲ့သူကမျက်နှာရတယ်တော့နတ်တွေကအမြဲတရားနာရင်နဲ့ဒီကိုရင်လေးကနော်ဒီဘီလူမရဲ့အရင်ဘဝတုန်းကသားတော်ခဲ့တာဟုတ်လားဒါကြောင့်မလို့ဒီဘီလူမကသူကသွားလေရမှာမျက်နှာပွင့်ကိုရင်ရဲ့မေတော်ဟောင်းဆိုပြီးတော့အဲ့ဒါကြောင့်မလို့ဒီဘီလူမကလည်းဒီကိုရင်ကိုအမြဲတမ်းစောင့်ရှောက်တယ်ကိုရင်ကဒါတွေကိုမသိပါဘူးတိုးတူဒါကနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စပါအဲ့ဒါနဲ့ကိုရင်ကအသက်အရွယ်ရလာလို့နော်16နှစ်19နှစ်အရွယ်ရောက်လာတဲ့အခါမှာကိုရင်ကစိတ်ကဖောက်ပြန်လာတယ်စိတ်ဖောက်ပြန်လာတယ်ဆိုတာဘာပြောတော့ဆိုတော့သာသနာ့ဘောင်မှာမနေခြင်းတော့ဘူးလူထွက်ချင်လာတယ်ဘလို့မှသူ့စိတ်ကိုတားဆီးလို့မရဘူးနှိပ်ကွပ်လို့မရဘူးသူလည်းပဲတရားဒေသနာတွေကိုအများကြီးသိထားတဲ့လူတစ်ယောက်ပဲသို့တော်လည်းပဲဒီလူထွက်ချင်တဲ့စိတ်ကိုသူဘလို့မှမနိုင်ဘူးအဲ့ဒါနဲ့သူအိမ်ပြန်သွားတယ်အိမ်ရောက်ပြီဆိုတော့ခေါင်းကြီးငိုက်ဆိုင်ချပြီးတော့မေကကိုရင်ဘာဖြစ်လို့လာတာတော့ခါတိုင်းလာလို့ရှိရင်ကိုရင်ရဲ့နောက်မှာယဟန်နေရောကိုရင်နေရောအများကြီးပါတယ်ဒီကနေ့တော့အိမ်ကိုလာတာတပါးတည်းပါလားဘာဖြစ်လို့လာတာတော့အဲ့တော့ကိုရင်ကလည်းမပြောမဖြစ်မတိမမြည်မေတော်ကြီးငါတော့သာသနာပေါ်မှာမပြောတော့ဘူးဒါကြောင့်ငါအတွက်အိမ်ကြီးနဲ့ပစိုးတာယူခဲ့တော့ငါလူထွက်တော့မယ်အဲ့ဒါလိုလဲပြောလိုက်ရောမေတော်ကြီးကဘလို့မှမျောလင့်ထားတဲ့စကားမဟုတ်တဲ့အတွက်ကြောင့်အယံအံ့ဩသွားတယ်ကိုရင်ဘာဖြစ်လို့လူထွက်ချင်တာလူမထွက်ပါနဲ့လူဘဝဆိုတာလွယ်တာမဟုတ်အမျိုးမျိုးကိုရင်ကိုနားချတယ်ဘလို့မှကိုရင်ကနားချလို့မရအဲ့ဒါနဲ့မေတော်ကြီးကကိုင်းဒီလောက်တောင်လူထွက်ချင်နေတယ်ဆိုရင်လည်းပဲမတက်နိုင်ဘူးဒါပေမဲ့ကိုရင်ရာဂုကလေးတော့တောက်လိုက်ပါဦးရာဂုတောက်ပြီးလို့ရှိရင်ကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်ပြီးတော့ကပ်ပါမယ်အဲ့ဒီစွန်းကလေးစားပြီးတော့မှပဲအစိုးနဲ့အင်ကြီးကိုပေးပါမယ်စွန်းကလေးတော့နောက်ဆုံးတက်တဲ့အနေနဲ့စားသွားပါအောင်ဆိုပြီးတော့မေတော်ကြီးကနော်ဒီကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်အဲ့ဒါကိုရင်ကရာဂုတောက်ပြီးတော့မေတော်ကြီးစွန်းချက်တာကိုစောင့်အဲ့ဒါမေတော်ကြီးကစံဒီပါလေးဆေးပြီးတော့စွန်းအိုးလေးတဲနေတယ်အဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ကိုရင်ရဲ့တရားတန်ကြောင့်တာဓုခေါ်ခွင့်ရလို့မျက်နှာပွင့်နေတဲ့မေတော်ဟောင်းဘလူးမရှိတယ်အဲ့ဒီဘလူးမကငါကိုရင်ဖယ်ရောက်နေတော့သူကအမြဲတမ်းစောင့်ကြည့်နေတဲ့သဘောရှိတာ哦အဲ့ဒါနဲ့တွေ့တယ်ဩအိမ်ရောက်နေတယ်လူထွက်ချင်လို့မအေးကိုနောက်ပစိုးအင်ကြီးတောင်းနေတာပဲဒါကိုသိတော့ဒီအခွင့်ကိုငါမပေးဘူးတဲ့အပြီးတော့နှောက်ယှက်မယ်ပေါ့အဲ့ဒါနဲ့ဘီလူမကရောက်လာပြီးတော့ကိုရင်ကိုဝင်ပူးတယ်ဘာလုပ်ထားလဲဆိုတော့မျက်နာကိုနောက်ပြန်လှည့်အောင်လှည့်ထားတယ်တဲ့ပါးစပ်ကအမြုပ်တစီကြီးထွက်အောင်လုပ်တယ်အဲ့ဒါဝူဝါနဲ့ကိုရင်ကဂရင်မောကနေပြီးတော့လိမ့်ကြတယ်အောက်ကိုအဲ့ဒီချိန်မှာကိုရင်ကသူ့စိတ်နဲ့သူ့ကိုမရှိတော့အဲ့လိုအတန်တီကြားတဲ့ခါကျတော့မေတော်ကြီးကဆွန့်ချက်ရင်းနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ကိုရင်ဒီရောက်လာရောက်လာတဲ့ခါကျတော့ကိုရင်ကဝူဝါဖြစ်နေတော့ဩဒါဟာတစုံတစ်ယောက်ကဝင်ပြီးတော့နှိမ့်ဆက်နေတာပဲဆိုတော့ तू သိတယ်အဲ့ဒါနဲ့ तू ကဘယ်လိုပြောလဲဆိုတော့တီလာနဲ့ပြည်စုံတဲ့ပုံကိုယ်တွေကိုဘီလူတွေကမကစားကြဘူးလို့ငါယဟန္တာရှင်မြတ်တည်းရဲ့ထံကနေအဲ့ဒီစကားကိုကြားဘူးတယ်ပေါ့ခုငါရဲ့သားဟာကိုချင်းတီလာနဲ့ပြည်စုံမှလဲကနေဘီလူတွေကဘာဖြစ်လို့လာပြီးတော့ငါသားနဲ့လာကစားကြတာတော့အဲ့လိုမျိုး तू ကရွတ်ဆိုမြည်တမ်းငိုကြွေးတာပေါ့အဲ့ဒီချိန်မှာဘီလူမကဟုတ်တယ်တဲ့ယဟန္တာရှင်မြတ်တည်းပြောတယ်တီလာနဲ့ပြည်စုံတဲ့ပုံကိုဘီလူတွေကမကစားကြဘူးဆိုတာမှန်တယ်ဒါပေမဲ့အခုဒီတင့်ရဲ့သားကလူထွက်မယ်ဆိုပြီးတော့တင့်စီကိုရောက်လာတာအဲ့ဒါကိုငါဘယ်လိုမှခွင့်မပေးနိုင်ဘူး
ပြောပြလိုက်တဲ့သင်ရဲ့ဒါတတိယလာလို့ရှင်ပြောပြလိုက်တကယ်လို့လူသားထွက်မယ်ဆိုလို့ရှိရင်ငှက်လို့အတောင်နဲ့ပြန်နေတော့လည်းပဲမလွတ်စေရဘူးငါလိုက်ပြီးတော့ဒုက္ခပေးမယ်လို့ချင်းချောက်တာပေါ့နော်အဲ့လိုပြောပြီးတော့ဘလူမကခွာသွားတယ်အဲ့ဒါခဏနေတော့ကိုရင်ကတတိယဘေးကလူတွေကလည်းဝိုင်းအောင်ကြည့်နေကြတာပေါ့အိန္ဒိနာချင်းတွေပါလေမေတော်ကြီးကလည်းသူ့ရှင်မှာမျက်ရည်ဆက်လက်နဲ့ငိုးနေတာတွေ့တယ်ပြီးတော့ကိုရင်ကသူ့ကိုဘလူပူးလို့မေတော်ကြီးငိုးနေတာလို့မသိဘူးသူ့ကိုဘလူပူးသွားတယ်ဆိုတာလည်းသူမသိဘူးအဲ့ဒါနဲ့သူကဘာပြောလို့ဆိုတော့အမေဘာဖြစ်လို့ငိုတာတော့တဲ့လောကမှာငိုတယ်ဆိုတာကိုချစ်တဲ့ခင်တဲ့လူတွေတေးသွားရင်လည်းငိုကြတယ်အသက်ရှင်လျက်နဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်အခုသားဖြစ်တဲ့လူကတေးသွားတာလည်းမဟုတ်ပျောက်သွားတာလည်းမဟုတ်အမေရှိတယ်ဒီမှာငုတ်တုတ်ထိုင်းနေတာရှိတယ်ဘာဖြစ်လို့ငိုတာတော့အဲ့လိုမျိုးပြောတဲ့အခါကျတော့မေဖြစ်တဲ့လူပြန်ပြောတဲ့စကားကတော်စိတ်ဝင်စားတယ်အကောင်းတယ်မတံဝါဗုဒ္ဓရောတိတိယောဝါဇီဝနာတိတ္တိယောဇကာမေစာစိတ်တဝါနာပုဏ္ဏရာကိစ္စတိဣဒတံဝါပိဗုဒ္ဓရောဒန္တိပုဏ္ဏဇီဝမတောဟိတောတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ဗုဒ္ဓจิตတာတဲ့မတံဝါသေသောသူကိုမူလီရောဒန္တိငိုကြွေးကြကုန်၏ယောအကျဉ်သူသည်ဇီဝအသက်ရှင်လျက်နာတိတန္တိမထင်တံဝါထိုသူကိုမူလီရောဒန္တိငိုကြွေးကြကုန်၏လူသေးသွားရင်လည်းလူတွေဟာငိုကြတယ်ပေါ့အသက်ရှင်နေတဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်တဲ့ဗုဒ္ဓจิตတာယောဇအကျဉ်သူသည်ကကာမေကာမဂုဏ်တို့ကိုစာစိတ်တော်ဆွန့်၍ပုဏ္ဏတပံဣဒဤလူပေါင်းတို့အာကိစ္စတိလေ၍လာပြီး၏တဲ့လူလောကကြီးကိုစွန့်ပြီးတော့ယဟန်ပြုသွားတယ်ကိုရင်ဝတ်သွားတယ်အဲ့လိုစွန့်သွားပါပြီးပါလျှက်မှာပြီးရင်ပြန်ပြီးတော့လူလောကကြီးကိုပြန်ရောက်လာတယ်ပေါ့ဆိုလိုတာကဗုဒ္ဓจิตတာတံပိထိုသူကိုမူလီရောဒန္တိငိုကြွေးကြကုန်၏တဲ့ယဟန်ပေါင်းရောက်ပြီးတော့မှသာသနာပေါင်းရောက်ပြီးတော့မှလူပေါင်းကိုပြန်ပြီးတော့လျှော့ကြလာတယ်လဲကြလာတယ်ဆိုအဲ့ဒီလိုကိုလည်းမလုပ်ကြတော့ငိုကြတယ်တဲ့ဘာဖြစ်လို့တုံးဆိုတော့တဲ့သောထိုသူသည်ပုဏ္ဏတပံဇီဝံအသက်ရှိလျက်မတော်သေးသောသူမြည်၏ဟောအဲ့ဒီလူဟာလည်းသေတဲ့လူနဲ့အတူတူပဲလို့ပြောလိုက်တာဟုတ်လားသာသနာပေါင်းရောက်ပြီးတော့မှလူဘဝပြန်ရောက်လာတယ်ဆိုတာရှင်လျက်နဲ့ပြန်ပြီးတော့သေသွားတဲ့လူနဲ့အတူတူပဲလို့ပြောတာအဲ့လိုပြောတော့ကိုရင်ကနားထောင်နေတယ်ပေါ့နော်မေပြောတဲ့စကားကိုနားထောင်နေတယ်အဲ့ဒါနဲ့မေကြီးကသူ့ရင်ထဲမှာရှိတဲ့ခံစားချက်တွေပေါ့နော်သားကိုပြောတာကုက္ကုလဥပဒောတာတကုက္ကုလံပတိတုမိတ်စတိတာတจิตသားသမဏေတွန်းသွင်းจิตသားသည်ကုက္ကုလပြာဘူးမှဥပဒောထုတ်ဆောင်အပြည့်သည်ဖြစ်လေကုက္ကုလံပြာဘူးတို့ပတိတုံကြာခြင်းကအိစတိအလိုရှိပြန်ပြီး၏ဟောပြာဘူးတွေကနေထွက်သွားပြီးတော့ပြာဘူးတွေကိုဘာလို့ပြန်ပြီးတော့ဆင်းကျင်ရတာတော့လို့ပြောတာနောက်လူလောကဆိုတာပြာဘူးတော်ကြီးလို့ပြောလိုက်တဲ့သဘောပါပဲဟုတ်လားတာတจิตသားသမဏေတွန်းသွင်းသည်နရကငရဲပြည်မှာဥပဒောထုတ်ဆောင်အပ်ပြီးသည်ဖြစ်လျက်နရကငရဲပြည်သို့ပဋိတုံကြာခြင်းကအိစတိအလိုရှိပြန်ပြီး၏ဟာလူဘဝကိုဗာနဲ့ဥမာပေးတာငရဲပြည်လို့ဥမာပေးတာနော်ဟုတ်လားငရဲပြည်ကနေလွတ်ပြီးတော့မှငရဲပြည်ကိုပြန်ရောက်လာတဲ့လူလိုပဲလို့သူကအဲ့လိုပြောတာနော်ပြာဘူးတွေကလွတ်ပြီးတော့ပြာဘူးတွေကိုပြန်ရောက်လာတယ်ငရဲပြည်ကလွတ်ပြီးတော့ငရဲပြည်ကိုပြန်ရောက်လာတယ်ဒါကြောင့်မို့လို့တင့်ရဲ့အနေအထားဟာငိုစရာကောင်းတဲ့အနေအထားဖြစ်တယ်ဆိုတာကိုသူကထင်ရှားအောင်ပြောတာအဘိဓါဝထရှေ့သို့သာပြေးသွားကြပါကုန်လို့တေတေချစ်သားတို့ဟာဗတ္တံကောင်းခြင်းသည်ဟောတုဖြစ်ပါစေတဲ့ဟောအဓိပ္ပာယ်ဘာပြောတာတော့နောက်မဆုတ်နဲ့နောက်မလှဲ့နဲ့နောက်ပြန်မလှဲ့ခဲ့နဲ့ရှေ့ကိုသာသွားရှေ့ကိုသွားဆိုတာသူကကောင်းတဲ့အလုပ်တွေမှာထွန်းပေါက်အောင်လို့ပြောတာလူထွက်ခြင်းနဲ့ဆိုတာဘာတော့နောက်ပြန်လှဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဘိဓါဝထရှေ့သို့သာပြေးသွားကြကုန်လို့တေတေချစ်သားတို့ဟာဗတ္တံကောင်းခြင်းသည်ဟောတုဖြစ်ပါစေကတ္တအဘေသူအားဥစ္စာပယမတိတိတိကြရပါကောအနေငါဘယ်သူကိုဘယ်လိုများပြောပြပါမတော့တဲ့မေဖြစ်တဲ့လူကကျန်အားမရပြောနေတဲ့စကားပေါ့နော်အာဒိဋ္ဌရဲရဲဝန်းဝါပဂတိမီးလောင်ရမှာနိဟတံထုတ်ဆောင်အပ်ပြီးသောဗန္တံဥစ္စာတို့ဖြစ်လေပုဏ္ဏတပံတရှိတုံလောင်ကျွမ်းခြင်းကအိစတိအင်းအလိုရှိပြန်ပြီး၏နော်မီးလောင်အိမ်ထဲကနေပြီးတော့လွတ်သွားပြီးသားဘယ်လိုကြောင့်မီးပုံတွေကိုပြန်ပြီးတော့ရောက်လာခြင်းရတာတုံးလို့ပြောတာမေတော်ကြီးကအများကြီးအမြင်ရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်သူပြောတဲ့စကားတွေကမှတ်သားစရာတွေကြီးပါပဲဟုတ်လားရှေ့ကိုသာသွားပါနောက်ပြန်မလှည့်ခဲ့နဲ့ကောင်းတဲ့နေရာကြီးမဟုတ်ဘူးပေါ့ဆိုလိုတာကဟုတ်လားမိဘုံတွေကနေပြီးတော့လွတ်ပြီးသားဘယ်နဲ့ကြောင့်မိဘုံတွေကိုပြန်ပြီးတော့ခုံဆင်းခြင်းရတာတော့အဲ့လိုပြောနေတဲ့အချိန်မှာပဲမေတော်ကြီးပြောတဲ့စကားတွေကိုသူစဉ်းစားမယ်ပေါ့အဲ့ဒီစကားသံကိုကြားပြီးတော့ပဲသူတခါလဲလူထွက်ခြင်းစိတ်ကြောက်သွားတယ်ပြောရကြနဲ့တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်ရဲ့နော်အဲ့ဒါနဲ့ကိုရင်ဖြစ်တဲ့လူကမေတော်ကြီးတဲ့သူလူထွက်ခြင်းတဲ့စိတ်မရှိတော့ဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မေတော်ကြီးကလည်းဝမ်းမြောက်ဝမ်းသာဟုတ်ပြီဒါနဲ့ရင်ကိုရင်ခုအသက်ဘယ်လောက်ရှိပြီတော့မေးမြန်းစီစစ်ကြည့်တဲ့အခါကျတော့ရဟန်းခံဖို့အတွက်တော့တင့်တော်တဲ့အချိန်ကိုရောက်နေပြီဆိုတော့သင်္ကန်းပေးခရပြည့်စုံအောင်ရှာပြီးတော့သူ့ကိုရဟန်းခံပေးတယ်တာနုတာမဏေကနေပြီးတော့ယဟန်တော်တာနုဖြစ်လာတယ်ပေါ့နော်
အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒီယဟန်တော်တာနုရဲ့တစ်ချိန်လုံးကလူထွက်ခြင်းတဲ့စိတ်အနေအထားလေးကိုသူမနေရုန်းကန်ပြီးတော့နော်လူထွက်ခြင်းတဲ့စိတ်ကိုဖျောက်သွားအောင်သူလုပ်ခဲ့တာမရှိဘူးလားရှိရနော်အဲ့ဒါလေးကိုအကြောင်းပြုပြီးတော့စောစောတုန်းကဂါထာလေးကိုမြတ်စွာဘုရားဟောတာနော်ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကယထာကမ္မယထာတုက္ခနော်ဒီစိတ်ဆိုတာနော်အလွန်ဝေးကွာတဲ့ကာလကနေဒီကနေ့တိုင်အောင်ကောင်းတယ်ထင်တာတွေကမှကြိုက်တာကိုတွေ့ရင်ကြိုက်တဲ့လောက်ကျင်လဲကျက်စားတတ်တဲ့သဘောရှိတယ်အဲ့ဒီစိတ်ကိုဒီကနေ့ကစပြီးတော့အမုံရစ်တဲ့ဆင်ကိုချုံကင်ထားတဲ့ဆင်သိန်းယောက်ျားတွေကောင်းကောင်းနှိပ်ကိုဆုံးမတယ်လို့မျိုးကိုယ့်ရဲ့စိတ်ကိုယောနိတော်မတိကာရဆိုတဲ့ချွန်းနဲ့ကောင်းကောင်းနှိပ်ကိုဆုံးမတဲ့နေလို့အဲ့ဒီဂါထာကိုဟောတာအဲ့ဒီမှာတရားနာပိဋကတဲ့တကွာဒီယဟန်တော်တာနုဟာယဟန်နာဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ဒီဂါထာလေးကဒကာဓမ္မတို့ဦးဇင်းတို့အတွက်အများကြီးစဉ်းစားတရားအနေနဲ့တန်ဖိုးရှိစွာတော့လူလောကကြီးမှာတွင်ကျဲမနေဘူးလားတွင်ကျဲနေတယ်နော်ဒါကိုမှတ်သားသင့်တယ်ပေါ့ဟုတ်လားအဲ့တော့စိတ်ဆိုဒီမှာဆိုတော့ဦးဇင်းတို့ခေါင်းစဉ်လေးတက်ပြီးတော့ပြောနေတာဒီဒေသနာအရစိတ်ဆိုတာဘာနဲ့တူတော့ဆင်ရိုင်းများနဲ့တူတယ်ပေါ့နော်အမုံရစ်နေတဲ့ဆင်ရိုင်းများအမုံရစ်နေတဲ့ဆင်ဟာတွေ့သမျှအန္တရာယ်ပြုတယ်ရန်ရှာတယ်ထိမ့်ရသိမ့်ရခက်တယ်ဗျံမတာသဘောလဲဆန့်တယ်ကြမ်းကြမ်းထန်ထန်လဲရှိတယ်ပေါ့အဲ့တော့လူတယောက်ကြမ်းတယ်မကြမ်းဘူးဆိုတာတကယ်တမ်းကစိတ်ပေါ်မှာမူတည်တာပါပဲစိတ်တွေအယမ်းကြမ်းနေအဲ့ဒီလူဟာဘာဖြစ်တော့အယမ်းကြမ်းနေမှာပဲစိတ်တွေနှုတ်နေရင်အဲ့ဒီလူဟာနှုတ်နေမှာပဲနော်ဟုတ်လားဒါကြောင့်စိတ်ကိုအမုံရစ်တဲ့ဆင်ရိုင်းနဲ့ဥပမာပေးတာအများကြီးစဉ်းစားတယ်မရှိဘူးလားရှိတယ်အဲ့တော့ဦးဇင်းတို့ဒီဒေသနာနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်ပြောစရာအလွန်ကောင်းတဲ့သုတ်တန်တစ်ပုဒ်ရှိတယ်အဲ့ဒါလေးကိုလည်းဦးဇင်းအနှစ်ချုပ်ပြီးတော့ပြောခြင်းတယ်ပေါ့အဲ့ဒါကဦးဇင်းတို့ဥပရိပါဏာတပါဠိတော်မှာဒန္တဘူမိသုတ်တံဆိုပြီးတော့ရှိတယ်နော်ဒန္တဘူမိနော်ငြိမ်းချမ်းရာနေမြေလို့အဓိပ္ပာယ်ပြန်လို့ရမယ်ထင်ပါတယ်ဒန္တဘူမိဒန္တဆိုတာယဉ်ကျေးတာပေါ့ယဉ်ကျေးမှုနေမြေလို့လည်းပဲအဓိပ္ပာယ်ပြန်နိုင်မယ်ပေါ့နော်အဲ့ဒီသုတ်တံထဲမှာပါဠိတွေတင်ပြထားလဲဆိုတော့နော်အခါတော်မြတ်စွာဘုရားဝိလုဝံအကြောင်းမှာသတင်းသုံးနေတော်မူတော့အရှိရဝတ္တဆိုတဲ့ကိုရင်ကြီးတစ်ပါးရှိတယ်အဲ့ဒါယဟန်တော်တွေနဲ့ကိုရင်တွေအများကြီးကြောင်းတိုက်ထဲမှာသတင်းသုံးနေတာရှိမှာပေါ့အဲ့ဒီအရှိရဝတ္တသာမဏေတွေကိုဒီနေ့တော့နော်ဘုရင်တော်ဝေလုဝံကျောင်းဆိုတော့ရာဇဂိုပြည်ပေါ့နော်အဲ့ဒီဗိမိတာရမင်းရဲ့သားဇေယသေနဆိုတဲ့မင်းသားရှိတယ်အဲ့ဒီဇေယသေနဆိုတဲ့မင်းသားကအညောင်းပြေဝေလုဝံဥယျာဉ်နဲ့ဝေလုဝံကျောင်းတော်ကအရန်ตายရတာ哦အဲ့ဒီဝေလုဝံကျောင်းထဲကိုရောက်လာပြီးတော့အညောင်းပြေလမ်းလျှောက်ရင်းနဲ့အဲ့ဒီကိုရင်ဖြစ်တဲ့အရှိရသာမဏေစီကိုဝင်တာဝင်တဲ့အခါကျတော့စကားစမြည်ပြောရင်းနဲ့အရှင်ဘုရားတပည့်တော်ကြားဘူးတာလေးတစ်ခုရှိတယ်ပေါ့တကယ်ပြင်းထန်တဲ့လုံလဝရိယနဲ့မှန်မှန်ကန်ကန်ကြိုးစားအထုတ်မယ်ဆိုရင်ဒီသာသနာတော်မှာဇန်အဘိညာဉ်တမပတ်တွေကိုရနိုင်တယ်လို့တပည့်တော်ကြားဘူးတယ်အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့တပည့်တော်ကိုအရှင်ဘုရားသိသလောက်တရားတစ်ပုဒ်ဟောပါလားလို့တရားတောင်းအဲ့တော့ကိုရင်ကဘာပြောလို့ဆိုတော့မင်းသားတဲ့ငါကိုရင်ဝတ်လာတာတိတ်မကြသေးဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတရားဒေသနာတွေကိုလည်းငါအများကြီးသိပြီးတော့နားမလည်ဘူးတဲ့ဒါကြောင့်ငါမဟောတတ်ဘူးတဲ့ကိုရင်ကရှုပ်ရှုပ်ရှက်ရှက်သိသဘောကျရမတူဘူးအဲ့လိုပြောတဲ့အခါကျတော့ရှင်ဘုရားဟောပါမဟောတတ်လဲဟောတတ်တော့ဟောပါပေါ့အဲ့တော့ကိုရင်ကဘာပြောတော့ဆိုအေးအဲ့လိုဆိုရင်ငါဟောမေးဒါပေမဲ့လို့မင်းငါ့ကိုတော့ဂရိဝန်ခံချက်ပေးရမယ်ဘာပေးရမလို့ဖေငါဟောတာကိုဘယ်နာလေးကမဟုတ်ဘူးဘယ်နာလေးကဟုတ်တယ်လို့ဘာမှစောတကမတက်နဲ့တဲ့ကြိုက်တယ်မကြိုက်ဘူးလို့လည်းဘာမှမပြောနဲ့တဲ့ငါပြောတာမပြီးမချင်းသာသာလေးငြိမ်ပြီးတော့ဒါနားထောင်တဲ့ဒါဆိုရင်ငါပြောမယ်တဲ့ငါ့ကိုဘာမှစောတကမတက်နဲ့တဲ့မစိုးပါဘူးတော့မပြောခင်အစားချီနှောင်ထားတာဆိုတော့တရားရတယ်လို့ तू ကြိုက်ရင်နားထောင်ပေါ့နော်မကြိုက်ရင်နားမထောင်နဲ့ပေါ့အဲ့တော့မင်းသားကဘာပြောလို့ဆိုတော့ကောင်းပြီတဲ့အရှင်ဘုရားပြောပါတပည့်တော်ဘာမှစောတကမတက်ပါဘူးချိုတဲ့ချင်းနဲ့ဘာမှမပြောပါဘူးပေါ့အဲ့ဒါနဲ့ကိုရင်က तू တက်တဲ့လောက်မှတ်တဲ့လောက်တရားဟောတယ်ကောင်းကောင်းလေ့ကျင့်ကြိုးစားမယ်ဆိုလို့ရှိရင်ဒီသာသနာမှာဇန်အဘိညာဉ်တမပတ်တွေကိုရနိုင်တယ်ဆိုတဲ့အကြောင်း तू ဟောတာဟောလဲပြီးပြီလဲဆိုရောဇေယသေနကဂတိဖြစ်တယ်ပါတော့ဆိုတော့အရှင်ဘုရားတဲ့ဒီကိစ္စဟာဖြစ်နိုင်တဲ့သဘောမရှိဘူးတဲ့ဟုတ်လားကောင်းကောင်းကျင့်လို့ဇန်ပင်ញင်ရတယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့ဒီခေတ်ကနိဂန္ဓနာတဗုဒ္ဓဆရာကြီးပြောထားတဲ့ဝါဒမှိုင်းနေမိနေတယ်လို့ဦးဇင်းထင်ပါတယ်အဲ့ဒီဆရာကြီးကဝိတ္တဝိဇာရကိုချုပ်အောင်လုပ်လို့မရဘူးနော်အတွေးတွေကိုချုပ်အောင်လုပ်လို့မရဘူးပေါ့နော်လေကိုပိုက်နဲ့ဖမ်းလို့မရတယ်လို့ရေကိုလက်နဲ့တားလို့မရတယ်လို့အတွေးတွေကိုထားလို့မရဘူးလို့သူကအဲ့လိုယုံကြည်တာသူကိုယ်တိုင်လည်းကြင့်မကြည့်ပဲနဲ့ရမ်းပြီးတော့ပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့အခုဇေယသေနကအဲ့ဒီဝါဒမှိုင်းမိနေတယ်လို့ဦးဇင်းကတော့အဲ့လိုထင်တယ်ဘယ်လိုပြောသွားဒ
ဒါဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးတဲ့အဲ့လိုပြောတော့ကိုရင်ကဖြစ်နိုင်တယ်လို့သူထပ်ပြီးတော့ညင်းမလို့ပါဇက်ပြင်ကရှိသေးအဲ့ဒီမင်းသားဖြုတ်ဆိုထပြီးတော့ပြန်သွားတယ်ဘာမှမပြောလိုက်ရအောင်နော်အဲ့ဒါနဲ့ကိုရင်ကစိတ်ထဲမှာမကြည်ဘူးမကြည်ပြင်လို့ဘာမှမတတ်နိုင်ဘူးမင်းသားကပြန်သွားပြီဆိုတော့အဲ့ဒါနဲ့မြတ်စွာဘုရားကြီးကိုသွားတယ်ကိုရင်ကသွားပြီးတော့အကျိုးကြောင့်လျှောက်တယ်မြတ်စွာဘုရားတဲ့ဇေယသေနာကသူ့ကိုတရားတောင်းလို့သူတရားဟောတာဟောလေပြီးရောဒါမဖြစ်နိုင်ဘူးဆိုတော့ထသွားတယ်ဗျာတဲ့အဲ့တော့မြတ်စွာဘုရားကဘာမင်းရှိတုံးဆိုတော့မြတ်စွာဘုရားအမင်းရှိတဲ့စကားလေးကအရင်ကောင်းပါတယ်ကိုရင်တဲ့ဇေယသေနာလို့ကာမဂုဏ်တော်ထဲမှာပျော်နေတဲ့လူတစ်ယောက်အတွက်နိခမထွက်မြောက်မှုနဲ့လေ့ကျင့်ကြိုးစားမှရနိုင်တဲ့ဒီတရားတို့တရားမြတ်ရဲ့ချမ်းသာကိုသိနိုင်ဖို့မြင်နိုင်ဖို့ဆိုတာအရာဌာနမဟုတ်ဘူးတဲ့ဒါသူ့အရာမဟုတ်ဘူးလို့ပြောတာနောက်တချို့အလွန်အဆင့်နေတဲ့လူတယောက်အလွန်အဆင့်မျက်နှာကိုမသိနိုင်ဘူးဆိုရင်လူတွေဘယ်လိုပြောကြတာရှိလဲဒါမင်းအရာမဟုတ်ပါဘူးလို့ပြောကြတာရှိရနော်ဒါမင်းနဲ့မတန်ဘူးပေါ့ဆိုလိုတာကနော်အဲ့ဒါကိုမြတ်စွာဘုရားပြောပုံလေးဦးဇင်းနည်းနည်းတိတိကျကျပြောပြမယ်ယတံနိခမေနညာတဗ္ဗံနိခမဓမ္မနိခမေနဓတ္ထဗံနိခမေနပတ္တဗံနိခမေနသစ္စိကာတဗံတံဝတ္တဇယတေနောရာဇကုမာရောနော်ထွမြောက်မှုဖြင့်တည်တဲ့တည်လိုက်တဲ့ဒီထုကဲမြင့်မြတ်တဲ့တရားပေါ့နော်အဲ့ဒါကိုတဲ့ဦးဇင်းတို့ကာမိစေဝတံတော်ကာမေပရိပုံဇံတော်ကာမရဲ့အလယ်မှာနေနေတဲ့ကာမကိုသုံးဆောင်နေတဲ့ကာမဝိတ္တကေဟိခိစ္စမာနောကာမဝိတ္တတို့ဖြင့်စိတ်ကိုအထိုးဆွခံနေရတဲ့စကားလုံးလေးတွေကကောင်းတယ်နော်ကာမပရိလာဟေနပရိဒံရှမာနောတဲ့ကာမဂုဏ်ဒီဟုသောအပူဖြင့်လောင်ကျွမ်းခြင်းကိုခံနေရတဲ့ကာမပရိယေတနာယဥတ္တုကောတဲ့ကာမဂုဏ်ကိုရှာဖွေခြင်း၌တာလည်းလုံးလစိုက်နေတဲ့ဇေယသေနလိုပုဂ္ဂိုလ်အတွက်ညာတိဝါနော်ဒက္ခတိဝါပစ္စည်းဝါကရိတတိတိနေတံဌာနဝိသတိတဲ့သိလိမ့်မယ်မြင်လိမ့်မယ်နားလေလိမ့်မယ်ဆိုတာအဲ့ဒါအကြောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရားပြောတဲ့စကားတွေဟာအယံကိုသူကတိတိကျကျစနစ်တကျရှိတယ်နော်ဒါလေးကိုဦးဇင်းနည်းနည်းလေးပြန်ပြောပြမယ်ဟုတ်လားနိခမတရားဖြင့်တိတဲ့တိတိုက်မြင်တဲ့မြင်တိုက်တဲ့ဒီလိုထုကဲမြင့်မြတ်တဲ့တရားမျိုးကိုတော့ကာမတော်ထဲမှာနေတဲ့ကာမကိုသုံးဆောင်နေတဲ့ကာမအတွေးတွေနဲ့စိတ်ကထိုးဆွခြင်းကိုခံနေရတဲ့ကာမဖြင့်လောင်ကျွမ်းနေတဲ့ကာမကိုရှာဖွေခြင်းကိုသာလည်းအာထုတ်နေတဲ့ပြောသွားတာမြန်နော်တော်တော်ကိုစုံတယ်လို့မဆိုနိုင်ဘူးလားလူလောကမှာတရားဓမ္မတို့ရဲ့ဦးဇင်းတော်ကအများသူကဘယ်လိုနေကြလဲလို့မေးရင်ဒီလိုနေကြတာလို့မပြောနိုင်ဘူးလားနော်ကာမမစ္စေဝတ္တံတော်ကာမရဲ့အလယ်မှာနေကြတာကာမဆိုတာဘာတော့ဝိထုကာမကိလေသာကာမနှစ်မျိုးရှိတယ်လို့လူတိုင်းကြားဘူးတယ်နော်ဝိထုကာမဆိုတာဘာပြောတာလဲနော်လိုလားနှစ်သက်စရာကောင်းတဲ့အစင်မျိုးစုံအတန်မျိုးစုံအနံ့မျိုးစုံအရသာမျိုးစုံအတွေ့အထိမျိုးစုံနော်ဒါဝိထုကာမကိလေသာကာမဆိုတာဘာပြောတာတော့အဲ့ဒီဝိထုကာမမျိုးစုံကိုနှစ်သက်လိုလားတတ်တဲ့လောဘဓာတ်ကိုကိလေသာကာမလို့အဓိကပြောတာပေါ့နော်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကဘယ်ရဲ့အလယ်မှာနေနေတာလဲလို့မေးရင်အဲ့ဒီကာမရဲ့အလယ်မှာနေနေတာနော်ကာမမစ္စေဝတ္တံတော်ကာမရဲ့အလယ်မှာနေနေတာကာမေပရိပုံဇံတော်တဲ့ကာမရဲ့အလယ်မှာနေပြီးတော့ကာမကိုမသုံးဆောင်ဘဲနဲ့နေတာလည်းမဟုတ်ကာမကိုသုံးဆောင်ပြီးတော့နေနေတာဟုတ်လားပြီးတော့ပါတော့ကာမေပရိပုံဇံတော်ကာမဝိတ္တကေဟိခိစ္စမာနောတဲ့ဒီကာမနဲ့ပတ်သက်ပြီးတော့အတွေးအကြံတွေကစိတ်ကိုအမြဲတမ်းထိုးဆွပြီးတော့နေတာလည်းရှိတယ်တဲ့ကိုယ့်ကိုစဉ်းစားနော်ပြီးတော့ဗာပြောတော့ကာမပရိလာဟေနပရိဒံရှမာနောဒီကာမကြောင့်ဖြစ်တဲ့စိတ်အပူဓာတ်အလောင်ဓာတ်တွေဟာစိတ်ကိုလောင်မြိုက်နေတာလည်းရှိတယ်တဲ့စိတ်ညစ်စရာတွေရောနော်တက်မဲ့တာတွေရောအမျိုးမျိုးဒီစိတ်ကိုကာမနဲ့ပတ်သက်ပြီးတော့လောင်ကျွမ်းမှုမရှိဘူးလားရှိရနော်အဲ့ဒီလိုလောင်ကျွမ်းမှုရှိနေလို့ကာမကိုမရှာဖွေဘဲနဲ့ငြင်းငြင်းချမ်းချမ်းနေမလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးကာမပရိယေတနာယဥတ္တုကောတဲ့ဒီကာမနဲ့ပြည့်စုံအောင်ရှာဖွေတဲ့ကိစ္စကိုပဲအချိန်နဲ့အမျှမလုပ်နေတော့လုံးလာဆိုင်နေတယ်တဲ့နော်ဒီလိုမျိုးကာမတော်ထဲမှာပျော်နေတဲ့လူတယောက်အတွက်နိခမတရားဖြင့်တည်တဲ့ဒီတရားမျိုးကိုသိနိုင်တယ်မြင်နိုင်တယ်နားလည်နိုင်တယ်ဆိုတာအဲ့ဒါအကြောင်းမဟုတ်ဘူးလို့ပြောတာအဲ့လိုဆိုဦးသိန်းရဲ့ဒီပြတို့လောကီဘုံသားတွေနဲ့ဒီတရားကိုမသိနိုင်တော့ဘူးလားလို့မေးတရားတော့ရှိရနော်ဟုတ်လားအခုလိုမျိုးနှကုသိုလ်ကောင်းမှုတွေနဲ့ပျော်မွေ့နေတယ်ဆိုတာဒါဘာလို့နေတာလဲလို့မေးရင်ဘယ်လိုပြောတော့နိခမတရားနဲ့ပျော်နေတာလို့ဆိုနိုင်တယ်နော်နိခမဆိုတာရဲ့နယ်ပယ်ကအရန်ကျေပြန့်တယ်အတူချုပ်ပြောရရင်ကုသိုလ်ကောင်းမှုအလုံးဟာနိခမပဲအကုသိုလ်ကထွတ်မြောက်နိုင်တာပေါ့နိခမရဲ့လူရင်းအဓိပ္ပာယ်ကထွတ်မြောက်ခြင်းလို့အဓိပ္ပာယ်ရတာတော့ပေးသလိုသိပါတယ်ဟုတ်လားအကုသိုလ်ကနေထွတ်မြောက်အပူကနေအေးဘက်ကိုကူးတယ်ကြိုးစားတယ်ဒီဘက်ကိုစိတ်ဝင်စားတယ်ဒါဘာလို့တာတော့နိခမအဲ့လိုဆိုလို့ရှိရင်အဲ့ဒီအခိုက်အတန့်မှာကိုကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဒီထုကဲမြင့်မြတ်တဲ့တရားတွေကိုမသိနိုင်မရနိုင်ဘူးလားရှားနိုင်တယ်
သို့တော့ကာမတော်ထဲမှာပြိုနေရတန်းလန်းနဲ့တော့ဒီထုကမြင့်မြတ်တဲ့သူတော်ကောင်းတရားကိုသိနိုင်မြင်နိုင်ဖို့အကြောင်းမရှိဘူးတဲ့အဲ့ဒါလိုမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဥပမာနှစ်ချက်အဲ့ဒီဇေယအသေနာကိုအကြောင်းပြုပြီးတော့အဲ့ဒီအရှိရဝတ္တတာမဏေကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီဥမာဒီနှစ်ချက်ကဦးဇင်းတို့အယံမှတ်သားကြကောင်းတယ်ဘာပြောလဲဆိုတော့ကိုရင်တဲ့ဒီလောကကြီးမှာဆင်လိမ္မာမြင်းလိမ္မာတွေဆိုတာရှိတယ်တဲ့နော်နှစ်ပေါင်းများစွာကျွမ်းကျင်တဲ့ဆရာသမားကသင်ထားလို့အလွန်လိမ္မာတဲ့ဆင်တွေအလွန်လိမ္မာတဲ့မြင်းတွေမရှိဘူးလားရှိရနော်အဲ့ဒီဆင်လိမ္မာမြင်းလိမ္မာတွေကလုတ်ပြတဲ့ထူးခြားအံ့ဩဖွယ်ရာမျိုးတွေကိုဆင်ရိုင်းမြင်းရိုင်းတွေဟာလုတ်ပြနိုင်သလားတဲ့ပြနိုင်မှာမလားဘယ်ပြနိုင်မလို့နော်ဘာသင်ကြားမှုမှမရှိတဲ့တာမန်ဆင်တွေမြင်းတွေဟာအနှစ်နှစ်လလသင်ကြားထားတဲ့ဆင်လိမ္မာမြင်းလိမ္မာတွေလုတ်ပြတဲ့ပြကွက်မျိုးတွေကိုသူတို့လုတ်ပြတတ်စရာအကြောင်းရှိကိုမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီဥမာကအယံမှာထိရောက်တယ်လို့ဦးဇင်းထင်တယ်ဟုတ်လားသူတော်ကောင်းတရားကိုသိလို့ချမ်းသာဒုက္ခကိုရတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုလိမ္မာခြင်းကြီးအောင်အထက်ထက်လေ့ကျင့်ထားလို့ဒါနဲ့အဲ့ဒီအကျိုးရလဒ်ကထွက်လာတာနော်ကိုယ်စိတ်ကိုလိမ္မာခြင်းကြီးအောင်ဘာလေ့ကျင့်မှုမှမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရတဲ့ချမ်းသာမျိုးကိုရနိုင်ကြအကြောင်းမရှိဘူးဆိုလိုတာကအာထုတ်ထားလို့သိရမြင်ရတဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်မျိုးကိုအာထုတ်မထားတဲ့ပုဂ္ဂိုလ်ဟာသိနိုင်မြင်နိုင်ကြအကြောင်းမရှိဘူးအာထုတ်ထားလို့စိတ်နှလုံးငြင်းအေးနေတဲ့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ရဲ့ခံစားမှုမျိုးကိုအာမထုတ်တဲ့ပုဂ္ဂိုလ်တွေရနိုင်ကြအကြောင်းမရှိဘူးအဲ့ဒီဥမာကိုဦးဇင်းတို့ရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်ဟုတ်လားဆင်လိမ္မာမြင်းလိမ္မာတွေလုတ်ပြတဲ့ပြကွက်မျိုးကိုဆင်ရိုင်းမြင်းရိုင်းတွေဘယ်လိုမှလုတ်တက်เสียအကြောင်းမရှိဘူးနော်ဒါကြောင့်ပိဿပေါင်းတော်အောင်တို့လိမ္မာရင်ကြီးတယ်ဆိုတာကလည်းပဲအထက်ထက်လေ့ကျင့်မှုကြောင့်ဖြစ်လာတဲ့အကျိုးရလဒ်လို့မဆိုနိုင်ဘူးလားအထက်ထက်လေ့ကျင့်ရတာပဲလေချင်းလုံးလေးတွေတော့ပြီးတော့ပြပြီးတော့နော်စီဝါရှာကြတဲ့လူတွေဘဝမှာထင်ရှားကြော်ကြားမှုကိုရှာကြတဲ့လူတွေလူသားမနေလုံးမပြနိုင်တဲ့ပြကွက်မျိုးတွေကိုလုံးပြနိုင်တဲ့လူတွေဟာသူတို့ဘဝမှာအဲ့ဒီအလုံးနဲ့ပဲဘဝတစ်ခုလုံးရင်းနှီးမြုပ်နှံပြီးတော့လေ့ကျင့်ထားကြလို့သာလဲအရန်စမ်းကြဲတဲ့လူတွေမလုံနိုင်တဲ့ပြကွက်မျိုးကိုပြနိုင်တာဟုတ်တယ်မဟုတ်လားကျွတ်တို့အဲ့ဒါမျိုးဘာမှလေ့ကျင့်မထားတဲ့လူကကြည်ရင်နဲ့အံ့ဩနေရတာရှိပဲကိုယ်ကနေထလို့ဆိုလို့ရှိရင်ဘာမှဒါကိုလုံနိုင်ကြကြောင်းမရှိဘူးနော်အဲ့ဒါလိုပဲသူတော်ကောင်းတရားဆိုတာဘာလို့ဖို့လိုအပ်တယ်ဆိုတာကိုဒီဥပမာအရသိနိုင်တယ်လေ့ကျင့်ဖို့လိုအပ်တယ်ဆိုတာအဲ့ဒါမလေ့ကျင့်ပဲနဲ့ဒီကိစ္စမှာမကျွမ်းကျင်နိုင်ဘူးဒါကြောင့်လေ့ကျင့်ရမှာပဲနော်အဲ့ဒီလေ့ကျင့်မှုကိုဦးဇင်းတို့စင်စမပြတ်လုံနိုင်ဖို့အတွက်အဓိကအရေးကြီးတဲ့တွန်းအားကဘာလဲလို့မေးရင်တရားတရားပဲယုံကြည်မှုနဲ့သွားရမှာနော်ယုံကြည်မှုထက်တန်ရင်ထက်တန်တဲ့လောက်ကိုလုပ်နေတဲ့လုပ်ငန်းစဉ်ဟာရက်တက်မသွားဘူးပေါ့ယုံကြည်မှုမထက်တန်ရင်တော့မြန်မြန်ရက်တက်သွားမှာပဲနော်ယုံကြည်မှုခါပြတ်သွားတာနဲ့လေ့ကျင့်မှုကလည်းရက်ပြီးသားပဲလေ့ကျင့်မှုရက်တာနဲ့အကျိုးရလဒ်ကလည်းဘာမှမျှော်မှန်းလို့ဖြစ်မှာမဟုတ်ဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားဒီပေးတဲ့နံပါတ်1ဥမာလေးကိုစွဲသေးခြင်းနဲ့နော်ဆင်လိမ္မာမြင်းလိမ္မာတွေလုတ်ပြတဲ့ပြကွက်မျိုးကိုဆင်ရိုင်းမြင်းရဲတွေလုတ်ပြတဲ့အကြောင်းမရှိဘူးတဲ့ဒါကြောင့်ကာမတော်ထဲမှာပျော်နေတဲ့လူတယောက်အနေနဲ့နိက္ခမတရားဖြစ်တာသိတဲ့သိတဲ့ဒီထုကဲမြင့်မြတ်တဲ့တရားကိုသိနိုင်ကြအကြောင်းမရှိဘူးလို့ပြောတာဒါဥမာတစ်ခုပါနော်နောက်ထပ်ဥမာတစ်ခုကဘာပေးလဲဆိုတော့တငယ်ချင်း2ယောက်တဲ့အတူတူလက်ပင်ဖက်ပြီးတော့ကြီးလာတဲ့တငယ်ချင်း2ယောက်တနေ့မြို့ပြင်ဘက်ကိုလမ်းလျှောက်ပြီးတော့ထွက်လာကြခြင်းနဲ့လမ်းလျှောက်ပြီးတော့ဦးဇင်းတို့ထွက်လာကြရင်းနဲ့အလွန်မြင်မာတဲ့တောင်ကြီးကိုသူတို့တွေ့တယ်ဒီတောင်ကြီးကအခုမှတွေ့ရတာတော့မဟုတ်ပါဘူးသူတို့မြို့မှာမလှမကတ်မှာဒီတောင်ကြီးရှိနေမှာပဲလေအဲ့ဒီနေ့ကျမှစိတ်ကူးပေါက်ပြီးတော့အဲ့ဒီတောင်ခြေရောက်သွားတော့တယောက်တော့တကယ်ချင်းကလာကွာတို့2ယောက်ဒီတောင်ထိပ်ကြီးပေါ်တက်ကြည့်ရအောင်တောင်ပေါ်မှာဘာမှရှိမလဲပေါ့အဲ့လိုပြောတဲ့အခါကျတော့တကယ်ချင်းကငါမတက်ချင်ဘူးအဲ့လိုဆိုရင်မင်းနေရကွာဆိုပြီးတော့အဲ့ဒီတယောက်ကတောင်ပေါ်ကိုတက်သွားတယ်အဲ့ဒါတောင်ထိပ်လေရောက်ပြီလဲဆိုရောဒီတောင်ကြီးရဲ့ဒီမြို့နဲ့ဆန့်ကျင်ဘက်ဟိုဘက်မှာအလွန်လှတဲ့ရှုခင်းကိုသူမြင်ရတယ်ပေါ့စံကြောင်ကလေးနဲ့တောအုပ်ကလေးနဲ့မြင်တဲ့နေရာကနေပြီးတော့အဝေးကြီးကိုလှမ်းမြင်ရတယ်ဆိုရင်ရှုခင်းကအလိုလိုကိုဘာဖြစ်သွားတော့လှသွားတာပေါ့နော်အဝေးကြီးကိုမြင်ရလေလေဦးဇင်းစိတ်ထဲမှာတော့လှလေလေလို့ထင်တယ်ဒါကြောင့်ရှုခင်းတွေကိုလည်းဦးဇင်းသဘောကျတယ်ရှုခင်းတွေမှာမှတာမန်အနီးဝန်းကျင်မှာရှိတဲ့ပတ်မွန်လေးတွေဗာလေးတွေအခြေချပြတဲ့ရှုခင်းမျိုးထက်မျက်စိတစုံသွားကျင်တော့သွားလို့ရတဲ့စိတ်ကိုအဝေးကြီးတွေလွှတ်လို့ရတဲ့ရှုခင်းမျိုးဆိုပိုကြိုက်တယ်။နောက်ပင်လယ်ပြင်ကြီးကိုရိုက်ထားတယ်။တကယ်မှအဝေးကြီးရောက်သွားတယ်
ဟုတ်လားအမြင်ကြီးကနေရိုက်ထားတယ်နောက်မြေကြီးနဲ့တိမ်နဲ့ဆက်ပြီးတော့ဆုံးသွားတယ်ကြိုက်တော့သွားလို့ရတယ်ရှုခင်းလှတယ်ပေါ့နော်စိတ်ကိုအများကြီးထွက်ပေါက်ရစေတယ်လို့အရင်ထင်တယ်ခုလည်းပဲတောင်ထိပ်ကနေပြီးတော့ကြည့်လိုက်တာဆိုတော့ရှုခင်းကဘာဖြစ်နေလဲအရန်လှနေတော့အဲ့လိုလေအလွန်လှတဲ့ရှုခင်းကိုလည်းမြင်လိုက်ရောအောက်ကတငယ်ချင်းကိုသူသတိရတယ်တငယ်ချင်းမင်းအပေါ်တက်ခဲ့တာအရန်လှတယ်ပေါ့ရှုခင်းကအဲ့လိုပြောတဲ့အခါကျတော့အောက်ကတငယ်ချင်းကဘာပြောလို့ဆိုတော့မဖြစ်နိုင်တာကြီးတဲ့မယုံဘူးပေါ့နော်အရန်လှတဲ့ရှုခင်းကိုမြင်ရတယ်ဆိုတာကိုသူမယုံဘူးအဲ့လိုပြောတဲ့အခါကျတော့တောင်ထိပ်ရောက်နေတဲ့တငယ်ချင်းကဆက်ပြီးတော့ညင်းမနေတော့ဘူးသူနားလေတယ်ဟုတ်တယ်ငါလည်းတောင်အောက်မှာနေတော့ကတောင်ထိပ်ပေါ်တက်ရင်မြင်ရမယ့်ရှုခင်းမျိုးဟိုဘက်မှာရှိနေလိမ့်မယ်ဆိုတာထင်အောင်ထင်မထားဘူးပေါ့ဒါကြောင့်သူ့ကိုဒီမှာတောင်ရှုခင်းအရန်လှပါတယ်ဆိုတာကိုညင်းမနေတော့ဘူးဘာဖြစ်လို့တောင်ပေါ်ကနေမြန်ပြန်ဆင်းလာတယ်အဲ့လိုပြန်ဆင်းလာပြီးတော့သူ့တငယ်ချင်းကိုလက်ဆွဲပြီးတော့လိုက်ခဲ့ဆိုတခါတည်းထက်ချက်မကွာခေါ်သွားတယ်အဲ့တော့စိတ်မပတာပါနဲ့ပါသွားတယ်ပေါ့နော်အဲ့တော့တောင်ထိပ်လေရောက်ပြီလဲဆိုရောပြတယ်တငယ်ချင်းကိုကြည့်အဲ့လိုပြောတဲ့အခါကျတော့ဟုတ်သားပဲဒီရှုခင်းကတော်တော်လှတာပဲပေါ့မင်းမစောစောတုန်းကဒီရှုခင်းရှိတယ်ဆိုတာမဖြစ်နိုင်ဘူးဆိုအေးကွာငါအစားတုန်းကအလွန်ကြီးတဲ့ဒီတောင်ကြီးကကွယ်နေတဲ့အတွက်ကြောင့်ဒီလှပတဲ့ရှုခင်းကိုငါမမြင်ရဘူးတဲ့ဟောသူပြောတဲ့စကားတေချာနားထောင်နော်ဒီရှုခင်းကမရှိတာမဟုတ်ဘူးမမြင်ရတာဘာလို့မမြင်ရတာတော့တောင်ကြီးနဲ့ကွယ်နေလို့ပေါ့နော်သူပြောတဲ့အဲ့ဒီစကားလေးကိုမြတ်စွာဘုရားဥမာယူတာနော်အရန်ကောင်းတယ်သိလားအလွန်ကြီးမားတဲ့ဒီတောင်တန်းကြီးကကာကွယ်နေလို့ဟိုဘက်ကလှပတဲ့ရှုခင်းကို तू မမြင်ရဘူးတဲ့အဲ့ဒါလိုပဲတဲ့အလွန်ကြီးမားတဲ့အဝိဇ္ဇာဒုတဲ့ကြီးကာကွယ်နေလို့တတ္တဝါတွေဟာအလွန်ကြီးမားတဲ့တရားကြောင့်ဖြစ်တဲ့ချမ်းသာကိုမရကြတာအလွန်ကောင်းတယ်နော်ဒီဥမာဟုတ်လားအဲ့တော့ဦးဇင်းတို့တွေတောင်ထိပ်ကိုမရောက်သေးပဲနဲ့လှပတဲ့ရှုခင်းရှိတယ်ဆိုတာကိုမယုံဘူးလို့ပြောရင်တော့ဒါကအလွန်မှကိုပဲမိုက်မဲရရောက်မယ်ပေါ့နော်အလွန်မှလည်းဗယံပဒါဆန်တဲ့စကားမျိုးလည်းဖြစ်မယ်ပေါ့ကိုယ်တိုင်တောင်ထိပ်ကိုတက်ကြည့်တဲ့နယ်ပေါ့တက်ကြည့်ပြီးတော့မှမရှိဘူးဆိုရင်လည်းမရှိဘူးရှိတယ်ဆိုရင်လည်းရှိတယ်ပေါ့တက်မြင်မကြည့်ပဲနဲ့ဟိုဘက်မှာဘာမှမရှိဘူးလို့ပြောတာကတော့အလွန်မှဒီစကားကအတိပ္ပယ်မရှိတဲ့စကားဖြစ်မယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားပေးတဲ့ဥမာအဝိဇ္ဇာတောင်ကြီးကာနေတဲ့အတွက်ကြောင့်တရားဓမ္မတည်းဟူသောလှပတဲ့ရှုခင်းကိုမမြင်ရဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့တရားကြောင့်ဖြစ်တဲ့ချမ်းသာကိုရကျင်တယ်ဆိုလို့ရှိရင်အဝိဇ္ဇာတောင်ကိုမလုပ်နိုင်ဘူးလို့တော့ကျော်လွှားနိုင်ဖို့လိုတယ်ပေါ့နော်မသိမှုပေါ့အဲ့ဒီနေရာမှာမသိမှုကတော့အဆင့်အမျိုးမျိုးရှိမှာပေါ့နော်ကံရဲ့အကျိုးကိုမသိတာသောတော်ကပြောခဲ့တဲ့အနေစာကိုမသိတာဒုက္ခကိုမသိတာအနတ္တကိုမသိတာအတုပကိုမသိတာသစ္စာလေးပါးကိုမသိတာမသိမှုကတော့အဆင့်ဆင့်ရှိမှာပေါ့ကြော်ဖြတ်နိုင်ရင်ကြော်ဖြတ်နိုင်တဲ့လောက်ရှုခင်းကိုမြင်ရမယ်လို့ဦးဇင်းထင်ပါတယ်တော့ကံရဲ့အကျိုးလောက်သိမယ်ဆိုရင်ကိုတော်တော်လေးလှပတဲ့ရှုခင်းကိုမြင်ရနိုင်တယ်ပေါ့နော်အနိစ္စကိုမသိတဲ့အဝိဇ္ဇာတော့ကိုအနိစ္စကိုသိတဲ့ဉာဏ်နဲ့ကြော်ဖြတ်နိုင်မယ်ဆိုရင်လည်းအများကြီးတောင်အနေထားကိုတော်တော်မြင့်မြင့်အနေထားထိတက်နိုင်တယ်လို့ဆိုနိုင်ဘူးလားဆိုနိုင်နော်သစ္စာလေးပါးကိုသိတဲ့ပညာတရားဖြင့်သစ္စာလေးပါးကိုမသိတဲ့မောဟတောင်ကိုမြန်ကျော်လွှားနိုင်မယ်ဆိုရင်တော့နိဗ္ဗာန်ချမ်းသာဆိုတဲ့တင်စားပြောရရင်နိဗ္ဗာန်ချမ်းသာဆိုတဲ့ရှုခင်းကိုမြင်ရတဲ့အကြောင်းမရှိဘူးလားရှိရနော်ခုတက္ကမတို့အချင်းတို့မမြင်ရဘူးဆိုတာကမရှိလို့မမြင်ရတာမဟုတ်ဘူးကိုယ်နေလို့မမြင်ရတာပေါ့နော်ဘာကကိုယ်နေလဲလို့မြင်လို့ရှိရင်မသိမှုကကိုယ်နေတာအဲ့ဒီမသိမှုကိုဖယ်တာပဲခုတရားအထုတ်တယ်ဆိုတာပြောရလို့ရှိရင်နော်မသိမှုကိုဘာနဲ့ဖယ်မလို့သိမှုနဲ့ဖယ်ရတယ်ရသော်ဗျာဟောထားတဲ့တုတ်တန်လေးတွေကောင်းနေပေါ်လာတယ်မိစ္ဆာဒိဋ္ဌိကိုဖယ်ရှားခြင်းဘာနဲ့ဖယ်ရှားမလဲလို့မြင်တမ္မာဒိဋ္ဌိနဲ့ဖယ်ရှားရတယ်တဲ့သူဆန့်ကျင်ဘက်ပေါ့နော်ပြင်းကြီးမှုကိုဖယ်ရှားခြင်းဘာနဲ့ဖယ်ရှားမလဲဆိုဝရိယနဲ့ဖယ်ရှားရတယ်ဟုတ်လားအခုလည်းပဲမတိမှုအဝိဇ္ဇာကိုဖယ်ရှားခြင်းနဲ့ဆိုရင်တိမှုဝိဇ္ဇာနဲ့ဖယ်ရှားရတယ်တိအောင်လုပ်ရမယ်ပေါ့အဲ့တော့တိအောင်လုပ်တဲ့နေရာမှာအဓိကကရိယာတစားပလာလိုလိမ့်မယ်အဲ့ဒါဘာလဲဆိုရင်တတိပဲတတိနဲ့လုပ်ကြရတာတတိမထားဘဲနဲ့မှန်ကန်စွာသိတဲ့အသိဉာဏ်ပညာဆိုတာမရနိုင်ဘူးအဲ့ဒါကတော့ဦးဇင်းတို့ထက်ကတည်းကလည်းပြောပြနေတဲ့စကားဖြစ်လိမ့်မယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုယ်ခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရပြီးတော့နေတဲ့အလေးကျင့်ကိုစွဲမြဲအောင်အထောက်တင်နေပေါ့ထက်ကသိနေတော့သူသဘောပေါက်လာလိမ့်မယ်ကြားလို့ရှိရင်ဟုတ်လားကိုကတော့ဘာပဲလာတွန်းပြီးတော့အမှတ်နေတွန်းပြီးတော့ရှုမှတ်နေပေါ့ဘာပဲဖြစ်လာတတိသာထားနေလိုက်ဒါတွေဟာဘာတွေလဲဆိုတာကိုမသိပဲနေကိုနေမှာမဟုတ်ဟုတ်လားဒါကြောင့်အဝိဇ္ဇာတည်းဟူသောတောင်းကို
ကျော်လွှားနိုင်ခြင်းနဲ့ဆိုရင်ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာနဲ့ပဲကျော်လွှားရမှာအဲ့ဒီဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာကိုရခြင်းနဲ့ဆိုရင်ဘာလို့ရမလို့တတိထားရမယ်တတိရှိရမယ်နော်အဲ့ဒီမှာပြောခြင်းတဲ့ဥမာကအဲ့ဒါပါပဲအဝိဇ္ဇာဆိုတဲ့တောင်ကြီးကကွယ်နေတဲ့အတွက်ကြောင့်တရားဓမ္မကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခဆိုတဲ့ရှုခင်းကိုဦးဇင်းတို့တွေမမြင်ရဘူးဟုတ်လားဒါတော့တကယ်ချင်းနှစ်ယောက်ပြောတဲ့စကားပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားဥမာပေးပြီးတော့ကိုရင်တဲ့အဲ့ဒီဇေယသေနလိုကာမဂုဏ်တော်ထဲမှာပျော်နေတဲ့လူတစ်ယောက်အတွက်လွတ်မြောက်မှုထွက်မြောက်မှုနဲ့သာသိနိုင်တဲ့ဒီထုကဲမြင့်မြတ်တဲ့တရားကိုသိနိုင်စရာအကြောင်းမရှိဘူးသိကျင်တယ်ဆိုရင်တော့ထွက်မြောက်ဖို့လိုအပ်တယ်ပေါ့လေ့ကျင့်ဖို့လိုအပ်တယ်လှုပ်ဖို့လိုအပ်တယ်လို့ဒါကိုပြောတာတော့ဟုတ်လားအဲ့ဒါဥမာပဲတစ်ချက်ပေးတာတော့နှစ်ချက်ပေးတာနော်စင်လိမ်မာမြင်းလိမ်မာတွေလုတ်ပြတဲ့လုတ်ကွက်မျိုးကိုစင်ရိုင်းမြင်းနေလုတ်ပြနိုင်စရာအကြောင်းမရှိဘူးတောင်ထိပ်ပေါ်မှာရောက်နေတဲ့လူတွေမြင်ရတဲ့မြင်ကွင်းမျိုးကိုတောင်အောက်မှာရက်နေတဲ့လူတွေမြင်ရတဲ့အကြောင်းမရှိဘူးဒါပဲလေဟုတ်လားအဲ့တော့လိမ်မာရင်ကြီးတဲ့ပြကွက်မျိုးကိုပြနိုင်ခြင်းနဲ့ဆိုရင်လေ့ကျင့်ဖို့လိုအပ်တယ်ပေါ့တောင်ထိပ်မှာရောက်နေတဲ့လူတွေမြင်ရတဲ့မြင်ကွင်းမျိုးကိုမြင်ခြင်းနဲ့ဆိုရင်တောင်ထိပ်ကိုတက်နိုင်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါမြတ်စွာဘုရားဘာပြောလဲဆိုတော့ကိုရင်တဲ့တကယ်လို့သာဒီဥပမာနှစ်ချက်ကိုဇေယသေနကိုမင်းပြောနိုင်မယ်ဆိုရင်ဇေယသေနကမင်းကိုအယံကြည်ညိုလိုက်မယ်အဲ့ဒီအယံကြည်ညိုတယ်ဆိုရင်အဲ့ဒါအံ့ဩစရာမရှိဘူးတဲ့ဟောအတိအကျပြောတာနော်မြတ်စွာဘုရားကဒီဥမာနှစ်ချက်ကိုပြောလိုက်ရင်ဇေယသေနကမင်းကိုအယံကိုကြည်ညိုသွားလိမ့်မယ်တဲ့အဲ့လိုကြည်ညိုခြင်းဟာအံ့ဩစရာမရှိဘူးတဲ့ဘာလို့ဆိုကြည်ညိုထိုက်လို့ကိုကြည်ညိုသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျတော့ကိုရင်ကမြတ်စွာဘုရားတဲ့မြတ်စွာဘုရားရဲ့ဉာဏ်ထဲမှာဒီဥပမာနှစ်ချက်ပေါ်လာတယ်လို့မျိုးတပည့်တော်ရဲ့ဉာဏ်ထဲမှာဘယ်လိုလုပ်ပြီးတော့ဒီဥပမာနှစ်ချက်ကပေါ်လာနိုင်ပါမလဲတဲ့ဟုတ်တယ်ဒါမြတ်စွာဘုရားရဲ့ဉာဏ်တော်ကြောင့်ဦးဇင်းတို့တွေပြောနိုင်တာနားထောင်ခွင့်ရအလွန်မှကိုပဲအံဝင်ခွင့်ကြတဲ့ဥပမာနှစ်ခုလို့မဆိုနိုင်ဘူးလားနော်စင်ရိုင်းမြင်ရိုင်းတွေဟာစင်လိမ်မာမြင်းလိမ်မာတွေလုတ်ပြတဲ့လုတ်ကွက်မျိုးကိုလုတ်ပြနိုင်ကြကြောင်းမရှိဘူးတောင်ထိပ်ပေါ်မှာရောက်နေတဲ့မြင်ရတဲ့လူရဲ့မြင်ကွင်းမျိုးကိုတောင်အောက်မှာရက်နေတဲ့လူတွေမြင်ရတဲ့အကြောင်းမရှိဘူးဒါပြောတာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားကနော်တောထဲကနေဖမ်းလာတဲ့ဆင်ရိုင်းကြီးကိုယဉ်ကျေးအောင်လိမ်မအောင်ဘယ်လိုလုပ်ရတယ်လဲဆိုတာကိုသင်ပေးတာအဲ့ဒီမှာဒါနဗုမိသုတ်တံဆိုတာအဓိကကအဲ့ဒါပဲနော်ဆင်ရိုင်းကိုဖမ်းလာတဲ့အခါမှာအစင့်စင့်တော့ဆင်ဦးသီးတွေဘင်းရဲ့ဆင်ဦးသီးတွေဟာအစင့်စင့်လိမ်မာယဉ်ကျေးအောင်သင်ပေးပုံကိုအခြေတုံးအဲ့ဒီမှာမြတ်စွာဘုရားဟောတယ်အဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောရလို့ရှိရင်တော့တီလမှာအခြေခံပြီးတော့တတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်စိတ်တည်းဟူသောဆင်ရိုင်းကိုအဲ့ဒါလိမ္မာရင်ကျေးအောင်ဆုံးမတာလို့ဒီလိုပြောတာဒါဥစဉ်ကအယံကိုပဲအချင်းချုံပြီးတော့ပြောလိုက်တာပါဥမာနှစ်ချက်ကိုပဲဦးစားပေးပြီးတော့ပြောပြတယ်ပေါ့နော်တောတွေကဆင်ရိုင်းကိုဆင်ဦးစည်းတွေဟာအမျိုးမျိုးဆုံးမရင်ကြားလာရင်ဒီဆင်ရိုင်းဟာအသုံးချလို့ရတဲ့ဆင်လိမ္မာဖြစ်လာတယ်ပေါ့အဲ့လိုပဲစိတ်တည်းဟူသောဆင်ရိုင်းကိုလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့လိမ္မာရင်ကျေးအောင်ဆုံးမခြင်းနဲ့ဆိုရင်ဘယ်လိုဆုံးမလဲတီလမှာတီးပြီးတော့တတိပဋ္ဌာန်တရားကိုပွားများရတယ်ဒါပဲလိုရင်းလေးကတော့ကိုယ့်ရဲ့ကိုချင်းတီလမဖြူစင်ဘူးဆိုလို့ရှိရင်လည်းအလုတ်လောက်ရတာကနော်နောင်တရတာမျိုးစိတ်ထဲမှာအနှောင့်အယှက်ဖြစ်တာမျိုးစိတ်တိတ်ပြီးတော့မတန့်ဘူးပေါ့နော်ဒါကြောင့်ဒီအလုတ်လုပ်မယ်ဆိုလို့ရှိရင်ငါးပါးတီလကိုစွမ်းအားရှိတဲ့မြတ်ထိမ့်တဲ့တယ်ပေါ့ငါးပါးတီလမလုံတဲ့လူဟာတရားဘာဝနာလုပ်ကိုလုပ်လို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်အဲ့လိုအမှတ်မှားမှလည်းဆိုရတယ်အဲ့ဒါဆိုရင်ဓမ္မတန်တယ်ထိုက်တယ်ပေါ့ဆိုလိုတာကဖြူစင်ဖို့တော့ကြိုးစားရမယ်ကြိုးစားရင်းနဲ့ပဲသွားရမယ်မဖြူစင်ဘူးလွန်ကျူးမိတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲငါနောက်ကိုဒါမျိုးမလုပ်ဘူးလို့စောင့်စည်းမယ်နောက်မှစောင့်စည်းမယ်ဆိုတဲ့စိတ်နဲ့သူတော်ကောင်းတရားကိုဆက်ပြီးတော့ကြိုးစားရမယ်ငါမတိလမလုံလို့ရှိရင်တရားအထုတ်လို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ဒါကတော့ဦးဇင်းတို့တိတိကျကျပြောခြင်းပါတယ်ဟုတ်လားတကယ်တမ်းငါးပါးသီလကိုယာနုမိအမကံချက်ရှိလုံသွားဖို့ဆိုတာကသောတပတ္တိမဲ့ညာဖုန်ညာရမှလုံနိုင်တာပါဒါကြောင့်မြတ်စွာဘုရားသတိပဋ္ဌာန်တန်ရုပ်ထဲမှာငါးပါးသီလကိုလုံကျင်တယ်ဆိုလို့ရှိရင်သတိပဋ္ဌာန်တရားကိုပွားများရမယ်လို့အဲ့လိုဟောတယ်တရားကိုအထုတ်လို့အသိဉာဏ်ပညာတဖြည်းဖြည်းမြင့်လာပြီဆိုရင်ဒီဘက်ကတစ်ဖက်ကသီလကလည်းသူ့လိုတဖြည်းဖြည်းနဲ့စင်ကြယ်သွားမှာလွန်ကျူးခြင်းစိတ်တွေဟာတဖြည်းဖြည်းနဲ့နည်းသွားမှာပေါ့နော်ဒီတိုင်းကြီးနေရင်နဲ့သီလလုံးဝပြည့်စုံသွားဖို့စင်ကြယ်သွားဖို့ဆိုတာမဖြစ်နိုင်ဘူးနော်ကိုယ်စိတ်ထဲကဒါမလုပ်သင့်ဘူးလို့ခံယူချက်ရှိလာဖို့ပေါ့ဟုတ်လားဒါကြောင့်မလို့ဦးဇင်းတို့သီလဖြင့်ပညာကိုဆေးကြောရာဤပညာဖြင့်သီလကိုဆေးကြောရာဤနော်လက်တစ်ဖက်ဖြင့်လက်တစ်ဖက်ကိုဆေးကြောတကဲ့သို့၎င်းခြေတစ်ဖက်ဖြင့်ခြေတစ်ဖက်ကိုဆေးကြောတကဲ့သို့၎င်းလို့ရသော်ဘုရားပေးတဲ့ဥမာအရန်ကောင်းတယ်နော်အခြေခံရတာတော့ဘယ်မှာအခြေခံရလဲဆိုရင်သီလမှာအခြေခံရတယ်ဟုတ်လားသီလမှာအခြေခံပြီးတော့ကြိုးစားရင်းနဲ့ပညာတစ်ဖြည်းဖြည်းမြင့်လာပြီဆိုတော့မှဒီသီလက
လုံးဝအမကန်ချက်ရှိတဲ့အနေအထားမျိုးကိုရှောက်သွားနိုင်တာဘောပေါက်လားမသိဘူးဦးဇင်းပြောတာနော်ဒါပေမဲ့တရားထုတ်တဲ့ပုဂ္ဂိုလ်အနေနဲ့တော့သီလမှာအခြေခံဖို့လိုအပ်တယ်ဆိုတာကတော့အသေးချပဲမြတ်စွာဘုရားဒေသနာတိုင်းမှာအဲ့ဒီတိုင်းဟောတယ်ဟုတ်လားဒါပေမဲ့အခြေအနေရတချို့သီလကျိုးပေါက်နေကြတာလေးတွေရှိတယ်အဲ့ဒီလိုကျိုးပေါက်နေလို့တရားအထုတ်လို့မရဘူးလို့ဆိုလိုတာလည်းမဟုတ်ဘူးဟုတ်လားဒါတရားအထုတ်တဲ့အချိန်မှာတော့ငါဒါမျိုးကိုနောက်မလွန်ကျူးတော့ဘူးလို့စောင့်စည်းလိုတဲ့စိတ်နဲ့ဒါကိုထိန်းနိုင်သိမ်းနိုင်ဖို့တော့လိုအပ်တယ်ပေါ့သဘောပေါက်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ဒီလွန်ကျူးမိတဲ့အပြစ်တွေနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်ဖို့နိလန်းတွေကလည်းပဲကြည်စုံစုံတော့သိဖို့လိုတာပဲနော်တချို့ကသီလတွေပျက်စီးတယ်မဟုတ်တာတွေလုံးမိထားတယ်ဆိုရင်အများကြီးနောင်တရပြီးတော့တနာစရာပူလောင်နေကြတဲ့လူတွေလည်းရှိတယ်အဲ့လိုပူနေတာလည်းတကယ်တမ်းကတော့မကောင်းဘူးဟုတ်လားခံရမယ့်အပြစ်ကိုကြိုးပြီးတော့ခံနေရတယ်လို့မျိုးပဲမကောင်းဘူးကြိုးပြီးတော့တွေးပြီးတော့ပူးနေတာဟာတကယ်တမ်းကဒေါသတက်ဖြစ်တဲ့အတွက်ကြောင့်ဒေါသဟာမကောင်းတဲ့ကံတရားတစ်မျိုးပဲလေပူပြီးတော့ပူလောင်ရစရာအကြောင်းသာရှိတယ်နောင်တရနေလို့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအများကြီးဟောတာရှိပါတယ်ကိုကမဟုတ်တာလုပ်မိလို့ပူးနေလို့လည်းပဲအဲ့ဒီကိုမဟုတ်တာလုပ်ခဲ့တဲ့ကိစ္စကြီးကကိုမလုပ်ခဲ့ဘူးလို့ဖြစ်သွားတာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့ပူးမနေနဲ့တဲ့နောင်မှမလွန်ကျူးဘူးဆိုတဲ့စောင့်စည်းမဲ့စိတ်နဲ့သာလေသူတော်ကောင်းတရားကိုဆက်ပြီးတော့ကြိုးစားရမယ်ကြိုးစားသွားလို့ထိထိရောက်ရောက်လုံမိသွားတယ်ဆိုရင်အဲ့ဒါတွေဟာအလိုလိုဘာဖြစ်သွားမှာတော့လုံခြုံသွားမယ်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီလိုဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်လူတယောက်ဟာသူများအသက်ကိုတတ်တဲ့အချိန်နဲ့မတတ်တဲ့အချိန်တကယ်တမ်းကဘယ်ဟာများလဲလို့မေးမတတ်တဲ့အချိန်ကအဆမတန်များတယ်နော်တတ်တဲ့အချိန်ကတတ်နေတဲ့လူတွေတောင်မှတတ်တဲ့အချိန်ကတကယ်တမ်းကနည်းနည်းလေးဟုတ်လားစဉ်းစားတော့သူများပစ္စည်းမတရားယူတယ်ယူတဲ့အချိန်နဲ့မယူတဲ့အချိန်ပဲချိန်ကများတော့ယူတဲ့အချိန်ကများတယ်နော်ဆိုလိုတာကလွန်ကျူးမိတဲ့အပြစ်တွေကိုတွေးပြီးတော့ပူပန်နေတာဟာအကျိုးမရှိဘူး။နောက်မလုပ်တော့ဘူးဆိုတဲ့စိတ်နဲ့စောင့်စည်းပြီးတော့ကောင်းတာကိုကြိုးစားအထောက်ဖို့လိုအပ်တယ်ဆိုတာကိုပြောတာ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပါကျုပ်ဆရာတော်ဘုရားကြီးကိုဦးဇင်းလျှောက်ဖူးတာရှိတယ်။ဟိုတလောကလျှောက်တော့ဆရာတော်ကြီးကဒီအကြောင်းအရာလေးတွေကိုချပြတယ်။နော်။အဲ့ဒီတရားကိုသူဟောတော့ဒကာကြီးတယောက်ကသူ့ကိုပြောတယ်တဲ့ကိုတော်ကလူမိုက်အားပေးတရားဟောတာပဲလို့ပြောတယ်တဲ့အမှန်ကအဲ့လိုမဟုတ်ဘူးနော်။အကုသိုလ်လှုပ်တိုင်းမုတ်ချအပေသွားရမယ်လို့ဆိုလို့မရအောင်လူတယောက်ကိုမုတ်ချဒုတိယဘဝမှာအပေပို့နိုင်တာကနိယတမိစ္ဆာဒိဋ္ဌိကံနဲ့ပြင်ဆန္ဒရိယကံ၅ပါးဒီ6မျိုးပဲရှိတယ်ကျန်တဲ့အကုသိုလ်တွေကကုစားလို့ရတဲ့အပြစ်ငယ်လေးတွေကြီးပဲဒုက္ခကိုမဖြစ်စေဘူးလို့ဆိုလိုတာမဟုတ်ကိုကကြော်လွှမ်းနိုင်မယ်ဆိုရင်ကြော်လွှမ်းလို့ရတဲ့အခက်အခဲပေါ့တော့ဆိုကြပါစို့ဥမာဥစဉ်တစ်ခုပေးပြောမယ်အပင်ပေါင်းနိုင်ခြေရှိတဲ့မျိုးစေ့အောင်မြင်မြင်မျိုးစေ့တစ်ခုပေါ့နော်မြေဓာတ်နဲ့အဆိုဓာတ်နဲ့လေဓာတ်နဲ့အလင်းရောင်ဓာတ်နဲ့တွေ့ရင်ဒီအပင်ဟာသေချာပေါက်အပင်ပေါက်မယ်နော်ဟုတ်လားအဲ့ဒါမြေဓာတ်တို့ရေဓာတ်တို့အလင်းရောင်တို့အဆိုဓာတ်တို့မတွေ့စေဘူးဆိုရင်သူအပင်ပေါက်ခလားမပေါက်ဘူးအပင်ပေါက်နိုင်ခြေရှိတယ်သို့တော့တခြားအကြောင်းမရှိရင်မပေါက်ဘူးအဲ့ဒီလိုအကြောင်းတရားတွေမတွေ့ခင်မှာဒီမျိုးစေ့ကိုမီးရှို့ပြီးတော့ပြာချပလိုက်မယ်ဆိုရင်သူဘယ်တော့မှအပင်ပေါက်တာတဲ့အကြောင်းမရှိတော့ဘူးဟုတ်လားအဲ့လိုပဲဦးဇင်းတို့တွေမှာဘောတန်တရားတစ်လျှောက်လုံးကစအပေလေးပါးကိုကြားနိုင်ကြီးရှိတယ်အကုသိုလ်မျိုးစေ့တွေအများကြီးစုဆောင်းခဲ့တာရှိတယ်လုပ်ခဲ့တာရှိတယ်အဲ့ဒီမျိုးစေ့တွေကအကြောင်းသိရင်တော့ဟုတ်တယ်အပင်ပေါက်လိုက်မယ်အပေလေးပါးတည်းဟူသောခန္ဓာအပင်တွေပေါက်နိုင်တယ်သို့တော့အကြောင်းမတိုက်ဆိုင်သေးရင်လည်းမပေါက်သေးဘူးတကယ်လို့သာအဲ့ဒီမျိုးစေ့နဲ့တူတဲ့အကုသိုလ်တွေကိုမပြချပြစ်နိုင်တဲ့အနေအထားမျိုးရှိမယ်ဆိုရင်အဲ့ဒီအကုသိုလ်ကဘယ်တော့မှအကျုံးပေးတော့အဲ့တော့အဲ့ဒီအကုသိုလ်မျိုးစေ့ကိုပြချပြစ်နိုင်တဲ့အစွမ်းတတ္တိကဘယ်မှာရှိလဲဆိုရင်မဲ့ညာပူညာမှာရှိတယ်ဘောပေါက်လာဦးစဉ်ပြောတာအောင်တော့သောတပတ္တိမဲ့ညာပူညာရမယ်ဆိုလို့ရှိရင်အပေလေးပါးကိုကြားနိုင်တဲ့အထိမှားယွင်းခဲ့တဲ့ကိုယ့်ရဲ့မှားယွင်းမှုမျိုးစေ့တွေဟာအကုန်လုံးပြကျသွားတယ်အတိတ်ကလုပ်ခဲ့တဲ့အပေကြားနိုင်တော့တဲ့အထိမိုက်မဲမှုတွေအကုန်လုံးညီကုန်းချုပ်သွားတယ်အနာဂတ်မှာလည်းပဲအပေကြားနိုင်တဲ့အထိမိုက်မဲမှုတွေလုံးဝလုံးစရာအကြောင်းမရှိတော့ဘူးဒါကြောင့်သောတပန်ပုဂ္ဂိုလ်တွေကအပေမကြဘူးဆိုတာအဲ့ဒါပဲအဲ့တော့ဆိုလိုတာကအခက်အခဲတော့ဟုတ်တယ်သို့တော့ကိုကကြော်ဖြတ်နိုင်မယ်ဆိုရင်ကြော်ဖြတ်လို့ရတဲ့အခက်အခဲမျိုးလို့ပြောကျင်တာအတားအဆီးတော့ဟုတ်တယ်သို့တော့ကိုကထိုးဖောက်သွားမယ်ဆိုရင်လွတ်မြောက်သွားနိုင်တဲ့အတားအဆီးမျိုးဒါကြောင့်အကုသိုလ်တွေကိုတချို့ကလိုအပ်တဲ့ပိုးပြီးတော့ကြောက်လန့်တုန်လှုပ်နေကြတာတွေရှိကြတယ်တချို့အယံသနာစရာကောင်းပါတယ်နော်ကုစားလို့မရတဲ့အပြစ်ဆိုတာဘာပဲရှိတော့နောက်ဘဝမုတ်ချခံရမယ့်အပြစ်ကပြင်ဆန္ဒရိယက၅ပါးနဲ့နိယတမိစ္ဆာဒိဋ္ဌိကိုအမှားယွင်းတဲ့အယူဆတွေကိုဘလို့မှချွတ်လို့မရအောင်ဆွဲသွားမြဲသွားခိုင်းသွားအောင်တော့ယူဆထားတဲ့ပုံကိုယ်တွေကိုဘာခေါ်တော့နိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်တာအဲ့လောက်မိုက်မဲတဲ့လူတွေကလူလောကကြီးမှာအလွန်ကိုရှားပါတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့
ကိုယ့်ရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအောင်ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားဒီဒေသနာမှာသီလကိုအခြေခံပြီးတော့တတိပဋ္ဌာန်ကိုပွားရမယ်လို့ဒီလိုပြောတာဟာသီလကိုအခြေခံရမယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့စကားတွေကအများကြီးဘေးကိုထွက်ကုန်ပြီဟုတ်လားအဲ့ဒါဦးဇင်းတို့ပြောနေတာကဘာလဲနော်စိတ်ဟာဆင်ရိုင်းနဲ့တူတယ်နော်သီလကိုအခြေခံပြီးတော့တတိပဋ္ဌာန်တရားနဲ့ဒီစိတ်ဆင်ရိုင်းကိုဆုံးမရမယ်ပေါ့ဒါကတဏ္ဍဗုမိသုတ်တံရပြောတဲ့စကားပေါ့နော်သောတော်ကတာနုတာမဏိကိုဟောတဲ့ဒေသနာရပြောရမယ်ဆိုရင်တော့စိတ်ဆင်ရိုင်းကိုယောနိတောမနတိကာရဆိုတဲ့ချွန်းနဲ့ဆုံးမရမယ်လို့ဒီလိုပြောတယ်ဟုတ်လားအဲ့ဒါကိုယ့်ရဲ့စိတ်ကိုဆုံးမနိုင်ရင်ဆုံးမနိုင်တယ်လို့ကိုယ့်အတွက်အာကိုအာရာစစ်မှန်တဲ့အာကိုအာရာကိုရှားနိုင်တယ်ပေါ့တရားဓမ္မတို့ဦးဇင်းတို့မှာသိကြတဲ့ရေရတဲ့အာကိုအာရာမရှိကြသေးဘူးလို့ကိုယ့်ကိုယ်ခံစားနေရတာတကယ်တမ်းကကိုယ့်ကိုယ်မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံမဆုံးမနိုင်ကြသေးလို့ပဲဂါထာလေးတစ်ပုဒ်ရှိတယ်ဏိကုံးချုပ်ပြောပြမယ်လူတိုင်းရပါတယ်ဒီဂါထာလေးအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုဒ္ဓံတေနနာထံလပတိတုံလဘမိမိဒီသာလည်းမိမိအတွက်အာကိုရာဖြစ်တယ်မိမိမှတပါးခြားသောသူတွေဟာကိုယ့်အတွက်အာကိုရာမဟုတ်ဘူးဒီထိတော့လူတိုင်းကြားဘူးတယ်ရလဲရတယ်နော်အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယငါသာလည်းငါအတွက်အာကိုရာငါကတပါးသူများတွေဟာငါအတွက်အာကိုရာမဟုတ်ဘူးဒါလူတိုင်းလည်းလက်ခံတယ်ဆက်ပြီးတော့သိဖို့လိုအပ်တဲ့အစိတ်ပိုင်းလေးကပါလေငါဟာငါအတွက်အာကိုရာဖြစ်ချင်တယ်ဆိုရင်ငါကဘာဖြစ်အောင်လုပ်ရမှာလဲနော်ကိုဟာကိုယ့်အတွက်အာကိုရာဖြစ်ချင်တယ်ဆိုရင်ကိုဟာဘယ်လိုကိုမျိုးဖြစ်ရမလဲအဲ့ဒါကိုမြတ်စွာဘုရားအဖြေပေးထားတာနော်အတ္တနာဟိသုဒ္ဓံတေနနာထံလပတိတုံလဘအတ္တနာဟိမိမိဒီတာနဲ့သုဒ္ဓံတေနကောင်းစွာကိုယ့်ကိုယ်ဆုံးမသဖြင့်နာထံလပတိတုံလဘအလွန်ရနိုင်ခဲ့တဲ့အာကိုရာကိုရလိမ့်မယ်တဲ့ဟောကိုဟာကိုယ့်အတွက်အာကိုရာဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုကောင်းကောင်းဆုံးမရမယ်လို့ဓာတ်ရိုက်ပြောလိုက်တာပဲကိုယ့်ကိုယ်ကိုမဆုံးမနိုင်ဘူးဆိုရင်ကိုဟာကိုယ့်အတွက်အာကိုရာမဟုတ်ဘူးနော်အဲ့လူတွေကဟာအကိုကိုပဲအာကိုရမှာဟုတ်ပါတယ်မှန်ပါတယ်တတိတတာပဲသူတို့မှန်ထားတယ်နားလည်ထားတယ်နော်ကိုကိုအာကိုရမှာဘယ်လိုရည်ရွယ်ချက်နဲ့ပြောနေတာလဲတော့မသိဘူးနော်ကိုပဲအာကိုရမှာကိုအာကိုရဘယ်လိုကိုအတွက်အာကိုရဖြစ်မလဲဆိုတာမေးလိုက်ရင်တော့တိတိကျကျပြည့်ပြည့်စုံစုံပြောတတ်ဖို့မလွယ်တော့ပြန်ဘူးနော်ဘယ်လိုကိုဟာကိုအတွက်အာကိုရဖြစ်မလို့အဆုံးမထားတဲ့ကိုကသာလည်းကိုအတွက်အာကိုရဖြစ်မှာနော်အတ္တနာဟိသုဒ္ဓံတေနကိုကောင်းကောင်းဆုံးမထားမှနာထံလပတိတုံလဘရနိုင်ခဲ့တဲ့အာကိုရာကိုရမယ်နောက်မှရှင်တော့တာမန်အပေါ်ရအာကိုရာလောက်ပဲရမယ်ပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုယ်စိတ်ကိုဆုံးမဖို့ဆိုတာအလွန်ရေးပါတဲ့နော်လုပ်ငန်းစဉ်ကြီးတစ်ခုလို့နားလည်ထားဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့ဒီနေ့တရားကလည်းနော်ရှည်လျားသွားပြန်ပြီဟုတ်လားစောစောကဘုံဘုံကထင်ပါတယ်ဒီသီလနဲ့ပတ်သက်ပြီးတော့ပြောလိုက်ရင်တော့ဇာကပြန်ပြီးတော့နော်နှက်ခမ်းတတ်နိုင်ဖို့တိတ်မလွယ်ဘူးလို့စဉ်းစားမိတယ်ဒါပေမဲ့ပြောရင်တော့လည်းပဲလိပ်ပတ်လေအောင်ကပြောရမှာကိုဟုတ်လားဟောသီလမပြည့်စုံလို့ရှိရင်တရားအထုတ်လို့မရဘူးလို့များထင်သွားရင်အယံနစ်နာသွားမှာဆိုလို့ဟုတ်ရဲ့လားဒါကြောင့်သီလကိုပြည့်စုံအောင်ကြိုးပမ်းရင်းနဲ့ပဲသူတော်ကောင်းတရားကိုကြိုးစားကြရမှာသူတော်ကောင်းတရားကိုသိရင်သိတယ်လို့ကိုချင်းသီလဟာတစ်ဖက်ကဘာဖြစ်သွားမလို့စင်ကြယ်သွားမယ်အဲ့ဒီအကြောင်းအရာကိုသွားပြီးတော့ကြိုင်မိတဲ့အတွက်ကြောင့်တရားစကားကရှည်လျားသွားတာနော်တော့ဒီနေ့ပြောလိုက်တဲ့စိတ်ဆိုဒီမှာအပိုင်း3ဟုတ်လားစိတ်ဆိုတာဘာနဲ့တူတော့ဆင်ရိုင်းများနဲ့တူတယ်ဒီစိတ်တည်းဟူသောဆင်ရိုင်းကိုနော်လိမ္မာအောင်ဆုံးမဖို့အတွက်လက်နှက်ကတော့လိုအပ်တာအမှန်ပဲအဲ့ဒီလက်နှက်ကဘာလဲယောနိသောမနတိကာရယောနိသောမနတိကာရဘယ်နှမျိုးပြောတော့5မျိုးကံကံရဲ့အကျိုးကိုစဉ်းစားဆင်ခြင်နိုင်တဲ့အခြေခံယောနိသောမနတိကာရ1မျိုးနေသဒုက္ခအနတ္တအတုပကိုသိမြင်နားလည်ပြီးတော့စဉ်းစားဆင်ခြင်နိုင်တဲ့အစစ်မြင့်ယောနိသောမနတိကာရ5မျိုးအဲ့ဒီ5မျိုးရှိရင်ရှိသလောက်ကိုယ်စိတ်ကိုလိမ္မာရင်ကျေးအောင်ဆုံးမတဲ့နေရာမှာကိုယ်မှာလက်နှက်ကောင်းရှိတယ်ဆိုတာကိုနားလည်ရမယ်နော်လက်နှက်မရှိဘဲနဲ့လည်းသွားလို့မရဘူးဟုတ်လားဒါလည်းနားလည်ဖို့လို့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်ယောနိသောမနတိကာရဆိုတဲ့လက်နှက်ကောင်းဖြင့်ကိုယ့်ရဲ့စိတ်တည်းဟူသောဆင်ရိုင်းကိုဆုံးမပြီးတော့နောက်ဆုံးလိမ္မာရင်ကျေးမှုအစစ်အမှန်ရကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဖူးဉဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းဝါဒုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာတုခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာတုခိဘဝန္တုတိ
ဘဝတုတဗ္ဗမင်္ဂလာရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဘာဝေနတရာတုခိဘဝန္တုတိတေတုမာကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအာလုံသောတတ္တဝါအနန္တတို့အားတဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက်ခန္တုကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသာဝဗုဒ္ဓနုဘာဝေနကင်္ဂဝါလိုသဲစုမကပွင့်တော်မူကြတဲ့သုသုတတာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဝဓမ္မနုဘာဝေနမေလီရန်ပူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဝတံဃာနုဘာဝေနမဂ္ဂတံလေးရောက်ဗလတံလေးရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာတေလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါပဲခါမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း